တားရဲတွေကိုရင်ပအောင်ထင်းကြောင်းနဲ့ကဘာကိုကူးပြောင်းလာခဲ့ပြီးနောက်မှာတော့မြို့လေကောင်မှာတားရဲမျိုးမျိုးပြန်တန်းနေကြတာကိုတွေ့ရပါတယ်ကူးပြောင်းလာသူတယောက်အနေနဲ့ SSS အဆင့်ရှိတဲ့တားရဲကိုနိုးထက်စေနိုင်မယ်လို့ထင်ခဲ့ပေမဲ့ဒီလိုကန်ဆိုတဲ့အစပြုံးမှုမျိုးဖြစ်လာမယ်လို့မထင်ထားခဲ့ပါဘူးစင်းရဲသားရက်ကွက်မှာမွေးဖွားလာပြီးအကျွေးက3တန်းတောင်ရှိနေပါတယ်နိုးထက်လာတာကလည်းအဆင့်ချင်းတားရဲလေးပါမြောက်ပိုင်းစင်းရဲသားရက်ကွက်ရဲ့လမ်းပိတ်နေတဲ့ချောင်းကျိုးချောင်းကြားထဲမှာတော့ကျွန်တော်ဟာစုပ်ပြဲနေတဲ့ကုန်းကြီးအိတ်တလုံးလိုပဲကန်ထုတ်ခံလိုက်ရပါတယ်ခန္ဓာကိုယ်နဲ့နံရံရိုက်ခတ်သွားတဲ့အတန်ကမိုးကြိုးတန်တွေအောက်မှာဖုံးလွှမ်းသွားခဲ့ပြီးကြောပြင်ကတော့ရင်းကြီးတွေတက်နေတဲ့နံရံကိုပြင်းပြင်းထန်ထန်သွားဆောင်မိပါတယ်ပြင်းထန်တဲ့နာကျင်မှုကချက်ချင်းဆိုသလိုပြန့်နှံ့သွားပြီးအော်ဟစ်ဖို့တောင်ခွန်အားမရှိတော့တဲ့အထိဖြစ်သွားစေပါတယ်ဘာဆက်ကိုကျဲကြီးဟာပြီးလေပြုံပေါက်နေတယ်လို့အတန်တရှဲရှဲပဲထွက်နိုင်ပါတော့တယ်အကျွေးဆက်ဆန်ဒါမှမဟုတ်ရင်လည်းအဲ့ဒီအတက်မရှိတဲ့ဥကိုစားလိုက်စကားပြောနေတာကတော့ကတုံးနဲ့လူကောင်ထွားထွားလူမိုက်ကြီးပါသူ့လက်ထဲမှာတတုဆက်နဲ့လှုပ်ထားတဲ့ baseball လိုက်တန်မာစားကြီးကိုကင်ထားပြီးရိုက်တဲ့ထိတ်ကနေသွေးတွေတဆက်ဆက်ကျက်နေပါတယ်ကတုံးကြီးရဲ့အနောက်မှာတော့လူတစ်ဝက်လောက်ရက်ရှိတဲ့ဒီအဆင့်တမဏိရေကုန်နဲ့တောဝက်သားရဲကခွာကိုရက်နေပါတယ်သူ့ရဲ့ညီရဲနေတဲ့မျက်လုံးသေးသေးလေးတွေကမြေကြီးပေါ်မှာကွေးကွေးလေးဖြစ်နေတဲ့လူငယ်လေးကိုစူးစိုက်ကြည့်နေပါတယ်သူကတော့မြောက်ပိုင်းမြေအောက်ငွေချင်းလုပ်ငန်းကနမေကြီးလူမိုက်ကြောက်ဟူပါပဲကျွန်တော်ကတော့အသက်18နှစ်ပြည့်ခါစအကျွေး3တန်းတင်နေတဲ့ကျောင်းမှာအညံ့ဆုံးကောင်လေးတစ်ယောက်ပါစကားပြောလေကြောက်ဟူကရှေ့ကိုရှောက်လာပြီးကျွန်တော်ရဲ့လက်ကောက်ဝတ်ကိုခြေထောက်နဲ့ဖင်ပြီးအားရပါရပုတ်ချလိုက်ပါတယ်ဒီနေ့ကမင်းရဲ့နိုးထမှုနေမလားတမျိုးလုံးလဲသတင်းတွေပြတ်နေပြီးငါတို့ရဲ့တခင်လေးဝမ်ကနိုးထမှုစင်မြင့်ပေါ်မှာနာရီဝက်လောက်အချိန်ယူခဲ့ရတာနောက်ဆုံးမှာတားရဲပေါက်လာရမယ်ဦးကဘာတော့ပြန်မှုမှမရှိခဲ့ဘူးလေဟာဟာဟာအဲ့ဒါကိုအသက်မပါတဲ့ဦးလို့တောင်တတ်မှတ်လိုက်ကြသေးတယ်ကျွန်တော်ရှင်းဘွက်တွေထဲမှာမောက်နေရင်သွားကိုတင်းတင်းကျိတ်ကအတန်တန်မှမထွက်ပဲနေလိုက်ပါတယ်မျက်လုံးနဲ့လုံးကတော့ကြောက်ဟူရဲ့လက်စိတ်ကိုစူးစိုက်ကြည့်နေခဲ့ပါတယ်ဒီပုံစံတိုင်းမှာပဲလားငါကမင်းရဲ့ဒီလိုကြည့်မျိုးကိုအမုန်းဆုံးပဲကြောက်ဟူကဒေါသထွက်သွားပြီးတတုဆက်ပစ်ပေါ်လိုက်တံကိုရုတ်တရက်မြောက်လိုက်ပါတယ်ပိုက်ဆံလည်းမရှိဘူးဦးကလည်းအသုံးမဝင်ဘူးဆိုတော့မင်းရဲ့အသက်ကလည်းဘာမှအာမခံနိုင်မှုမရှိတော့ဘူးမင်းရဲ့ခနာကိုစိတ်ပိုင်းတွေကိုခွဲထုတ်ပြီးမောင်ကိုဈေးကွက်မှာရောက်လိုက်ရင်တော့အကျွေးနေနေပါတော့ကာမီလောက်မှာပါတမ်မဏိရေကုန်နဲ့တောဝက်ကလည်းသူ့တခင်ရဲ့တက်ချင်နေတဲ့စိတ်ကိုခံစားသိရှိသွားပုံရပြီးစိတ်လှုပ်ရှားစွာအတန်ကျဲကြီးអော်လိုက်ကခေါင်းငုံပြီးကျွန်တော်စီကိုဝင်တိုက်ဖို့လုပ်ပါတော့တယ်အဲ့ဒီအချိန်လေးမှာပဲကျွန်တော်ရင်ဝင်ထဲကမိခိုးရောင်ကြောက်တုံးလေးကလိမ့်ထွက်သွားခဲ့ပါတယ်ကြောက်ဟူကရိုက်တန်နဲ့လွှဲရိုက်လိုက်ပါတယ်တကယ်တော့ကျွန်တော်ရဲ့ဒူးကောင်းကိုရိုက်ခွဲချင်တာဖြစ်ပေမဲ့ကျွန်တော်ရဲ့နဖူးကိုသွားပုတ်မိသွားပါတယ်တွေးထွက်တန်ယူဖြစ်သွားပြီးနီးရဲနေတဲ့တွေးတွေကမိခိုးရောင်ကြောက်တုံးဥပေါ်ကိုအတိအကျကျသွားပါတော့တယ်တွေးတွေကလိမ့်စင်မသွားပဲရေမြုပ်ထဲကိုရေစိမ့်ဝင်သွားသလိုမျိုးအသက်ကင်းမဲ့နေတဲ့ဥခုံကလောဘကြီးနဲ့ချက်ချင်းဆုပ်ယူသွားခဲ့ပါတယ်လိုက်ဖက်ညီမှုမြင်မာတဲ့မျိုးဗီဇနာမူနာကိုထောက်လန်းတွေ့ရှိပါတယ်ပိုင်ရှင်ရဲ့အသက်ရှူနှုံးနဲ့နှလုံးခုန်နှုံးတွေကအန္တရာယ်ရှိတဲ့အခြေအနေမှာရှိနေပါတယ်လိုက်ဖက်ညီမှုမြင်မာတဲ့မျိုးဗီဇနာမူနာကိုထောက်လန်းတွေ့ရှိပါတယ်ပိုင်ရှင်ရဲ့အသက်ရှူနှုံးနဲ့နှလုံးခုန်နှုံးတွေကအန္တရာယ်ရှိတဲ့အခြေအနေမှာရှိနေပါတယ်အရေးပေါ်အသက်သွင်းခြင်းလုပ်ငန်းစဉ်ကိုစတင်ပါပြီရုတ်တရက်ဆိုသလိုပဲမိခိုးရောင်ဦးစီကနေဆူရှာတဲ့အနီရောင်လင်းနှန်းတွေထွက်ပေါ်လာခဲ့ပါတယ်ဥခုံကအကွဲသွားပြီးအထက်ကနေတင်းငယ်လာတဲ့သွေးရောင်ချင်းလေးတစ်ကောင်ထွက်ပေါ်လာပါတယ်စနစ်ကိုအသက်သွင်းမှုအောင်မြင်ပါသည်စားတခင်စနစ်ချိတ်ဆက်ပြီးပါပြီမူလတတအခုအဆင့်သွေးစုပ်ခြင်းစွမ်းဤကာကွယ်မှုကိုဖောက်ထွင်းနိုင်ခြင်းနဲ့တည်စေနိုင်သောအစိတ်သူ့ကိုတက်လိုက်ငါစိတ်ထဲကနေပထမဆုံးအမိန့်ကိုပေးလိုက်တယ်အဲ့ဒီတင်းငယ်တဲ့ချင်းလေးဟာလေထဲမှာတာမန်မျက်စိနဲ့မမြင်နိုင်တဲ့အနီရောင်မြင်းကြောင်းလေးတစ်ခုလိုပြေးထွက်သွားတယ်သူကတမ်မဏိလိုမာကြောတဲ့ဝက်ရိုင်းရဲ့ကြောပြင်ကိုမတိုက်ခိုက်ပဲအသေးစားတုံးကြီးလေးတစ်စင်းလိုဝက်ရိုင်းရဲ့ကာကွယ်မှုမဲ့နေရဲ့နားပေါက်ထဲကိုတိတိကျကျဝင်ရောက်သွားခဲ့တယ်ပြေးဝင်လာတဲ့တမ်မဏိဝက်ရိုင်းရဲ့ခန္ဓာကိုယ်ကချက်ချင်းတောင့်တင်းသွားပြီးရက်ဆက်တဲ့မျက်လုံးတွေကနေအလွန်မင်းနာကျင်ကြောက်ရွံ့တဲ့အကြည့်တွေဖြစ်ပြောင်းလဲသွားတယ်သူကခေါင်းကိုယူသွတ်စွာခါရရင်ဆူရှာစွာအော်ဟစ်နေတော့တယ်ဘာဖြစ်တာလဲဆွဲမင်းပါယူနေတာလဲကြောက်ဟူလည်းအလွန်လန့်ဖြတ်သွားပြီးစိတ်ပိုင်းဆိုင်ရာအဆက်အသွယ်ကနေတဆင့်သူ့ရဲ့သားရဲကိုငြိမ်သက်အောင်စူးစမ်းပေမဲ့ပြန်ရလိုက်တာကအဆုံးမဲ့နာကျင်မှုနဲ့ဥနောက်တွေမွေးနောက်ခံရတဲ့ခံစားချက်တွေရဲ့ဆိုတာကိုထိတ်လန့်စွာသိလိုက်ရတယ်3စက္ကန့်တွင်းမှာတင်ကာကွယ်မှုအလွန်ကောင်းတယ်လို့နမေကြီးတဲ့မြေကြီးအဆင့်တမ်မဏိဝက်ရိုင်းရဲ့အပေါက်တွေကနေသွေးနဲ့တွေစီးကျလာပြီးကြီးမားတဲ့ခန္ဓာကိုယ်ကြီးကတောင်ကြီးတောင်ပြိုကျတယ်လို့ဝန်းခနဲ့လဲကျသွားတော့တယ်မင်းဘာလုပ်လိုက်တာလဲကြောက်ဟူရဲ့တုတ်ကင်ထားတဲ့လက်တွေတုံရင်လာတယ်သူကမြေကြီးပေါ်ကအလောင်းကိုမယုံနိုင်စွာကြည့်လိုက်ရှင်းပွက်ထဲကနေဖြည်းဖြည်းချင်းထလာတဲ့ငါ့ကိုကြည့်လိုက်နဲ့အန်တာနေတယ်မင်းဘာရှိုးဝက်လက်နဲ့တုံးလိုက်တာလဲငါကလောင်ပြုံးပြုံးလိုက်ပြီးရှိုးဝက်လက်နဲ့ဟုတ်လားလို့ပြန်မေးလိုက်တယ်အဲ့ဒီနောက်ညာဘက်လက်ညိုးကိုထောင်ပြလိုက်တော့အနက်နဲ့အနီရောနေတဲ့ချင်းလေးကငါလက်ထိပ်ပေါ်ကိုအေးအေးဆေးဆေးနားလာပြီးသူ့တောင်ပန်လေးတွေကိုရှင်းလင်းနေတယ်သူ့နာမည်ကမင်းဟဲတဲ့ငါရဲ့သားရဲပဲကြောက်ဟူမျက်လုံးပြူးသွားတဲ့ကဘာပေါ်မှာအရေရဆုံးဟာတစ်ခုကိုကြားလိုက်ရတယ်လို့ပဲဒါပေမဲ့သူ့ရှေ့ကအလောင်းကြီးကြောင့်သူရဲလို့မထွက်နိုင်ခဲ့ဘူးချင်းဟုတ်လားအခုအဆင့်ချင်းမဖြစ်နိုင်ဘူးချင်းတကောင်ကတမ်မဏိဝက်ရဲ့ကာကွယ်မှုကိုဘယ်လိုလုပ်ဖောက်နိုင်မှာလဲဘာလို့လဲဆိုတော့မင်းကတိတ်တာကိုအစ်စ်နိုးထလာတဲ့အားနည်းမှုနဲ့အတူငါအတန်ကအကွဲနေတယ်နန်းနဂါးကြီးဖြစ်နေပါစေဦးနောက်ထဲကိုအတချောင်းဝင်သွားရင်တရားမှာပဲလေဒီအဆင့်တတော်တမ်မဏိဝက်ရိုင်းကိုတက်ဖြတ်မှုအောင်မြင်ပါသည်စင်ကဲပြောင်းလဲမှုအမှတ်90ရရှိပါသည်တခင်ဤလက်ရှိအခြေအနေဒဏ်ရာပြင်းထန်စွမ်းရင်ချက်ချင်းဖြစ်တဲ့ရန်အကြံပြုပါသည်တတိပေးချက်သွေးဆုပ်ခြင်းဒီသွေးကိုစာလောင်နေပါသည်ငါလက်ညှိုးထိပ်မှာအနှဲငယ်တောက်ပတ်နေတဲ့ခြင်းလေးကိုကြည့်ရင်သူ့စီကနေပေးပို့လာတဲ့စာလောင်မှုကိုရှင်းရှင်းလင်းလင်းခံစားသိရှိနေတယ်ငါခေါင်းကိုဖြည်းဖြည်းချင်းမောလိုက်ပြီးကြောက်လန့်တကြားနောက်ဆုတ်နေတဲ့ကြောက်ဟူကိုကြည့်လိုက်တယ်ဒီလိုဆိုမှတော့လေလက်ချောင်းထိပ်ကခရေးလင်းလက်နေတဲ့ခြင်းလေးကိုကြည့်ရင်သူ့စီကနေကူးဆက်လာတဲ့အလွန်မင်းစာလောင်နေမှုကြီးကိုကျွန်တော်ရှင်းရှင်းလင်းလင်းခံစားသိရှိနေရတဲ့အကြောက်လွန်ပြီးနောက်ကိုတရက်ဆက်ဆုပ်နေတဲ့ကြောက်ဟူကိုကျွန်တော်ဖြည်းဖြည်းချင်းခေါင်းမောကြည့်လိုက်တယ်ရောက်လာမှတော့မပြန်ပါနဲ့တော့ငါရဲ့ခြင်းလေးကအဝါမစားရသေးဘူးမင်းကတောက်ယူပဲငါမင်းနဲ့အသေးချေချမယ်ကြောက်ဟူလည်းအတိပြန်ဝင်လာတဲ့တားရဲမရှိတော့ပေမဲ့သူကလူတန်ကြီးတယောက်လေကျွန်တော်ကတော့ဒဏ်ရာပြင်းထန်နေတဲ့အထက်တန်းကျောင်းသားလေးပဲရှိသေးတာသူကဟိန်းဟောက်ပြီး baseball တော့ကိုဝေ့ရန်ကပြေးဝင်လာတယ်ကျွန်တော်ကတော့နေရာမှာတင်မတက်ရက်နေပြီးတစ်ချက်လေးမှမလုပ်ဘူးလက်ဖြစ်လေးတစ်ချက်ပဲတောက်လိုက်တယ်ကြောက်ဟူရဲ့ဝေ့ရန်နေတဲ့လက်မောင်းကြီးကလေထဲမှာတင်တောင့်တင်းသွားတယ်လဲစင်နာမှာအေးကနေဖြစ်သွားတယ်လို့သူခံစားလိုက်ရပြီးချက်ချင်းဆိုသလိုပဲဖော်ပြလို့မရနိုင်တဲ့ထုံချင်မှုကြီးကတကိုယ်လုံးကိုဖြန့်ကျက်သွားတယ်အဲ့ဒီနောက်မှာတော့လေပြုံပိတ်ဆို့သွားတယ်လို့အသက်ရှူကျက်တဲ့ခံစားချက်ကစက်တိုက်ဝင်လာတဲ့ baseball ကြီးကလည်းမြေကြီးပေါ်ပြုတ်ကျသွားတယ်ကြောက်ဟူကလေပင်ကိုလက်နှစ်ဖက်နဲ့အတင်းကျပ်ဆုပ်ကင်ထားပြီးမျက်လုံးတွေပြူးထွက်လာကဘားဆက်ကနေဟာဟာနဲ့လေရှူသွင်းတန်တွေထွက်လာတယ်အရင်ကတောင်တင်းခိုင်မာတဲ့ခန္ဓာကိုယ်ကြီးကမျက်စိရှိတင်တိတိတာတာပိန်ကျုံချောက်တွေ့သွားတယ်10စက္ကန့်ကြာမှာတော့ကြောက်ဟူမြေကြီးပေါ်ဒူးထောက်ကျသွားပြီးရေခွင်ကြီးတက်တက်ကျန်းတဲ့အလောင်းကောင်ကြီးဖြစ်သွားတော့တယ်နိုးကြသူတယောက်ကိုတက်ဖြတ်နိုင်တဲ့အတွက်စင်ကဲပြောင်းလဲခြင်း point 10 point ရရှိပါတယ်တတိပေးချက်လက်ရှိ point ကအုပ်စုလိုက်ပွားများတဲ့စနစ်ကိုဖွင့်ဖို့မလုံလောက်တဲ့အတွက်ဆက်လက်မဲလိုက်ဖို့အကြံပြုပါတယ်ကျွန်တော်နေရန်ကိုမိပြီးမြေကြီးပေါ်ထိုင်ချလိုက်ကအသက်ကိုပြင်းပြင်းရှူလိုက်တယ်လက်ချောင်းထိပ်ကိုပြန်လာတဲ့ဘိုက်တစ်ခုလုံးหนีရဲပြီးအလင်းပေါက်နေတဲ့ခြင်းလေးကိုကြည့်ရင်ကျွန်တော်စီမှာအကြောက်တရားမရှိပဲယူသွတ်စွာရဲမောလိုက်တယ်ဒါကစွမ်းအားပဲသူများမျက်နှာကြည့်စရာမလိုအမီးနံပြီးဖားစရာမလိုတဲ့စွမ်းအားပဲနှုတ်ခမ်းထောင်းကမိုးရေနဲ့သွေးစတွေကိုရှာနေလျက်လိုက်တယ်
ကျွန်တော်မျက်လုံးတွေကတဖြည်းဖြည်းယူသွလာတဲ့လုံလောက်အောင်တက်နိုင်ရင်ချင်းလေးတစ်ကောင်ဖြစ်နေရင်တော့ဒီလောကကငကားတွေဖိနှိပ်ငက်တွေကိုငါရှေ့မှာတူးထောက်ပြီးဘိုးဘေးလို့ခေါ်ခိုင်းပြမယ်ကျွန်တော်အာယူပြီးမတ်တက်ထရက်လိုက်ကအလောင်းကိုတနာညာတာမှုနည်းနည်းမှမရှိပဲကြောက်ခိုသွားလိုက်တယ်ချမ်းလန်နံပါတ်1တားရဲလေးကျင်ရေးကျောင်းတော်ကိပဝါမှာဇင်ခံကားတွေစုဝေးနေတဲ့တေတက်လာပါတဲ့ကျောင်းဝတ်စုံဝတ်ထားတဲ့ကျောင်းသားတွေကအုပ်စုလိုက်ရှိနေပြီးသူတို့ဘေးမှာအမျိုးစားစုံတွေနဲ့တားရဲတွေပါလာကြတယ်ကျွန်တော်ကတော့စုပ်ပြက်နေတဲ့ငါးစီဆက်ဖီးလေးပေါ်ကနေဆင်းလာတယ်အိုးဒါကငါတို့ရဲ့ဘာယာမီရှင်လေးဝန်ပါချက်မဟုတ်လားနားကြီးစရာအတန်ထွက်ပေါ်လာတဲ့အမတ်တစိတ်တိုက်ခိုက်ရေးဝတ်စုံဝတ်ထားတဲ့ကောင်းလေးတချို့ဝိုင်းလာကြတယ်ခေါင်းဆောင်ကတော့စံပင်ကိုနောက်လန်ဖိထားတဲ့လူဝါကြီးလိုချမ်းပဲသူကလီယောင်ချမ်းရဲ့နံပါတ်1ခွေးပြီလူလေသူကစီစစ်ရှိတဲ့ခွန်အားကြီးမိတ်ဆာမြောက်ဝံကိုနိုးကြနိုင်ခဲ့တာမနေ့ကမင်းတို့ကြားတာဘာမှမရဘူးဆိုနောက်ဆုံးတော့လေတွေပဲဖောက်ထွက်လာတာပေါ့လေရိုချန်ကအော်ကြီးဟစ်ကျဲရဲမောလိုက်တဲ့သူ့ဘေးကမိတ်ဆာမြောက်ဝံကလည်းအလိုက်တတိရင်ဘက်ကိုထူပြီးအစွမ်းပြဟိဟောက်လိုက်တဲ့ပတ်ဝန်းကျင်ကចောင်းသားတွေလည်းခြေလမ်းတွေရက်တန့်သွားပြီးမျက်နှာမှာလောင်ပြောင်းတဲ့ပြုံးတွေပေါ်လာကြတယ်ကျွန်တော်ကတော့မျက်နှာသေးနဲ့ပဲစပီးကိုတော့ခတ်လိုက်ပြီးမျက်တောင်တောင်တစ်ချက်မခတ်ဘူးမင်းညကအမဲလိုက်မှုကကျွန်တော်ကိုသင်ခန်းစာတစ်ခုပေးခဲ့တယ်ဒီကဘာမှာဂုံတိတ်ခါဆိုတာတိုက်ခိုက်ပြီးယူရတာအလိုလိုဖြစ်လာတာမဟုတ်ဘူးဆိုတာပဲဒါပေမဲ့အခုចောင်းကိပောက်ဝါမှာတော့ကျွန်တော်လက်တက်ဆန်းလို့မရသေးဘူးចောင်းစည်းကန်းကတင်းကျပ်လုံးနဲ့လူတက်ရင်တရားခံဖမ်းဖွဲ့ရောက်လာလိမ့်မယ်လက်ရှိကျွန်တော်စွမ်းအားကနိုင်ငံတော်အဆင့်အင်အားစုကိုရင်ဆိုင်ဖို့မလုံလောက်သေးဘူးဖဲဆန်းကျွန်တော်88ဆက်စကားနဲ့ခုံပဲပြောလိုက်တယ်ဟေးကောင်ကဒေါသထွက်နေပါလားရိုချန်ကဒီလိုအေးဆက်ဆက်ဆန်တာကိုဒေါသထွက်သွားတယ်သူကလက်တစ်ချက်ဝေ့ရမ်းလိုက်တာနဲ့ခွန်အားကြီးမိတ်ဆာမြောက်ဝံကချက်ချင်းရှေ့တလန်းတိုးလာပြီးတောင်ကုန်းငယ်လေးတစ်ခုလိုလမ်းကိုပိတ်ရက်လိုက်တယ်လူမိုက်ကြီးလူချောင်းကတောင်တလုံးလိုမျိုးလမ်းကိုပိတ်ရက်လိုက်ပြီးရှေ့ကိုတလန်းတိုးလာတယ်ကျောင်းရဲ့ဝင်ကျင်တာလားရတာပေါ့ငါရဲ့ဒီဖိုးတန်လေးရဲ့ခွကြားထဲကနေတွားသွားပြီးဝင်သွားလေတာဆိုရင်တော့ငါမမြင်ချင်းအောင်ဆောင်ပေးမယ်လူအုပ်ကြီးစီကနေဝိုင်းရတန်တွေထွက်ပေါ်လာတယ်ငါခြေလမ်းတွေကိုရက်လိုက်ပြီး2 မီတာလောက်မြင့်တဲ့မိတ်ဆာမြောက်ကြီးကိုမောကြည့်လိုက်တယ်ညာဘက်လက်ကိုအိတ်ကက်ထဲထည့်ထားပြီးလက်ညှိုးနဲ့ခပ်ဖွားဖွားပုတ်နေမိတယ်ဒါကငါတိုက်ခိုက်တော့မယ်ဆိုရင်လုံးလေးရှိတဲ့အကျင့်ပဲငါလက်စွပ်အတွင်းဘက်မှာကတ်နေတယ်မင်းဟဲကလည်းတခင်ဖြစ်သူရဲ့တက်ဖြတ်လို့စိတ်ကိုခံစားမိပြီးစိတ်လှုပ်ရှားစွာနဲ့သူ့ရဲ့အဆွဲတွေကိုပုတ်ဆွဲနေတယ်ဒီမိတ်ဆာမြောက်ရဲ့မျက်လုံးတွေကိုဖောက်ထုတ်ဖို့3စက္ကန့်3ရမလားဒါမှမဟုတ်သူ့ခြေဖက်နှောင်ကြောကိုဖျက်ပစ်ဖို့9စက္ကန့်3ရမလားလို့ငါတွက်ချက်နေတော့မှပဲအေးဆက်ပြီးမန်နာကြီးရဲ့အတန်တစ်ခုကဒီပြဇက်ကိုဝင်ဖြတ်လိုက်တယ်လူချောင်းလမ်းမပိတ်နဲ့ငါလမ်းကိုလာမညစ်ပတ်စေနဲ့လူအုပ်ကြီးကချက်ချင်းငြိမ်ကျသွားပြီးလမ်းဖယ်ပေးလိုက်ကြတယ်အစ်မြင့်ပြန်တန်းရေးကားတစ်စီဖြည်းဖြည်းချင်းဆက်ရောက်လာပြီးကားတကားပွင့်သွားတော့လူငယ်တယောက်ဆင်းလာတယ်သူ့ပုခုံးပေါ်မှာအဆင့်တားရဲပေါက်စလေးတစ်ကောင်ရှိနေတယ်လူချောင်းကချက်ချင်းပဲဖားတဲ့ရုပ်ပေါက်သွားပြီးအိုးတခင်လေးလီကျွန်တော်ကကျောင်းရဲ့ဂုံတိတ်ခါကိုညှိုးနှမ်းစေတဲ့ဒီလိုကောင်မျိုးကိုဆုံးမပေးနေတာပါလီယောင်ချမ်းကသူ့ပုခုံးပေါ်ကငကားပေါက်လေးကိုခတ်ဖို့လေးပုတ်တက်ရင်ချင်းတေးကလမ်းဘေးကခွေးဥတာကိုဂယူးဆိုင်ပါမလားဒီနေ့ကကျောင်းသားတစ်တွေစမ်းတက်တဲ့နေ့ပဲဒီလိုလူမျိုးတွက်နဲ့အင်အားမဖြုံးပါနဲ့သွားဆိုလို့ပြောပြီးငါဘေးကနေကြော့ဖြတ်သွားတယ်လူချောင်းကငါ့ကိုဆက်ကြည့်ပြီးမင်းကန်ကောင်းသွားတယ်မှညနေကြရင်လက်တွေ့စမ်းတက်ပွဲရှိတယ်အဲကြမှာစင်ပေါ်မှာမင်းကိုငါသေးတက်မယ်လို့ပြောပြီးထွက်သွားကြတယ်လူအုပ်ကြီးလူစုကွဲသွားပေမဲ့ငါကတော့ထိုနေရာမှာပဲရက်နေပြီးလီယောင်ချမ်းရဲ့ကြောပြင်ကိုကြည့်ကရက်ဆက်တဲ့အပြုံးတစ်ခုပြုံးလိုက်မိတယ်ချင်းသိနဲ့ခွေးပေါ်လေမင်းရဲ့ငကားကြီးတွေးဆုပ်ခံရပြီးအလောင်းဖြစ်သွားတဲ့အချိန်ကျရင်ရောမင်းဒီလိုမှန်တက်နိုင်ပါဦးမလားကြည့်ကြသေးတာပေါ့ချမ်းလန်အကယ်ဒမီရဲ့နောက်ဖေးတောင်ကုန်းဟာအစင်းနှိမ်သားရဲတွေကိုမွေးမြူထားတဲ့နေရာဖြစ်ပြီးကျောင်းသားတစ်တွေလက်တွေ့လေ့ကျင့်ဖို့နဲ့သားရဲတွေကိုအစာကျွေးဖို့နေရာဖြစ်တယ်များသောအားဖြင့်ကျောင်းသားတွေကဆရာတွေရဲ့စောင့်ရှောက်မှုနဲ့အဖွဲ့လိုက်သွားကြပေမဲ့ငါကတော့လမ်းမကြီးကိုရှောင်ပြီးတောအုပ်ထူထပ်ဆုံးနေရာတွေကိုတယောက်တည်းဝင်ခဲ့တယ်ငါဒီကိုလာတာရည်ရွယ်ချက်တစ်ခုပဲရှိတယ်အဲ့ဒါကစစ်တပ်အင်အားတိုးချဲ့ဖို့ပဲငါရှေ့မှာစစ်စတန်စနစ်ပွင့်လာတယ်အင်ရှင်ဝမ်ပါချန်တားရဲမင်းဟဲစင်ကဲပြောင်းလဲမှုအမှတ်60လက်ရှိတာဝန်ပထမဆုံးပိုးမွားတပ်ဖွဲ့ကိုတိစောက်ရန်လိုအပ်ချက် point 100အစင်းနဲ့သား90ကီလိုပြန်ထွက်လာခဲ့တော့မင်းဟဲငါလက်ကိုဆန့်ထုတ်လိုက်တော့အနက်နဲ့အနီရောင်ရောရှက်နေတဲ့ချင်းတကောင်ကဒဝီဝီနဲ့ပြန်ထွက်လာပြီးငါ့ကိုပတ်ချလဲပြန်တန်းနေရဲသွားတော့အဲ့ဒါမင်းအတွက်ဘူးဖေးပဲငါရှိကချုံပုတ်ထဲမှာတတိစားနေတဲ့ပြားယုံတကောင်ကိုညွန့်ပြလိုက်တယ်တာမန်ចောင်းသားတွေအတွက်တော့ဒီယုံကဖမ်းရခတ်တယ်ဘာလို့လဲဆိုတော့သူတို့ကအရမ်းမြန်လို့ပဲဒါပေမဲ့မင်းဟဲရဲ့မျက်လုံးထဲမှာတော့ဒီယုံရဲ့လှုပ်ရှားမှုကလမ်းလျှောက်နေတယ်လို့နေကွေးနေတာပဲဝီခန်နဲ့အတန်နဲ့အတူအနီရောင်လင်းတန်းဖြတ်သွားပြီးပြားယုံကနားရွက်တောင်ထောင်ကြည့်ယုံပဲရှိသေးတယ်သူ့လည်းပင်မှာနာကျင်မှုကိုခံစားလိုက်ရတယ်မင်းဟဲရဲ့အစင်းမြင့်ထားတဲ့အဆွဲကယုံရဲ့အရေးပြားကိုဖောက်ပြီးထုံဆေးစိတ်တွေကိုထိုးထည့်လိုက်တဲ့ယုံကမလုံနိုင်တော့ပဲတောင်းသွားတယ်မိနစ်ဝက်အတွင်းမှာပဲအသားရှိတဲ့ယုံတကောင်လုံးအယိုးပဲကျန်တော့ရဲ့အထိစုပ်ယူခံလိုက်ရတယ်အခဆင့်ပြားယုံသွေးကိုရရှိသည်ဗီဇာပွိုင်းအမှတ်အပေါင်းနဲ့နေလုံးနဲ့ငါမျက်မှောင်ကျုပ်လိုက်မိတယ်ဒီတိုင်းဆိုရင်လီယောင်ချမ်းရဲ့ငကားကိုရှင်ဖို့ဘယ်လောက်တောင်ကြာဦးမှာလဲစနစ်ရဲ့အတန်ကအချိန်ကိုက်ထွက်ပေါ်လာတယ်အကြံပြုချက်အင်ရှင်နေနဲ့ဗီဇာမှတ်90သုံးပြီးကိုပွားခွဲထုတ်ခြင်းစွမ်းရည်ကိုဖွင့်နိုင်ပါတယ်မင်းဟဲကမိခင်ဖြစ်နေပထမဆုံးအလုပ်သမားကျင်တပ်ဖွဲ့ကိုမွေးထုတ်ပေးနိုင်မှာဖြစ်ပါတယ်ဒါပဲငါကြားချင်တာငါတွတ်စုံမနေပဲစွမ်းရည်ကိုဖွင့်လိုက်တယ်ယုံလောင်းပေါ်မှာရှိနေတဲ့မင်းဟဲရဲ့ခနာကိုကတုံခါလာပြီးဝမ်ဘိုက်ကတိတိတာတာဖောင်းကားလာတယ်ခဏအကြာမှာတော့ပတများရောင်လိုမျိုးဦးလေးတစ်ဆက်လုံးထွက်လာတယ်ဒီအိုးတွေကလေးနဲ့ထိတွေ့တာနဲ့ချက်ချင်းပေါက်လာပြီးတာမန်ရင်ကောင်လောက်ပဲအရွယ်စားရှိတဲ့အလုပ်သမားကျင်လေးတွေထွက်လာတယ်သူတို့ကမင်းဟဲလောက်မတမာပေမဲ့အရေးအတွက်မှာတော့တာတယ်ငါဘေးမှာဝိုင်းပြန်နေတဲ့ချင်းစက်တကောင်ကိုကြည့်ရင်ငါမျက်လုံးထဲမှာရီမန်းချက်တွေတောက်လောင်လာတယ်ဒါကအစပဲရှိသေးတယ်တွားကြဆန်းဒီတော့ထဲမှာရှိသမျှအသက်ရှိတဲ့အရာအကုန်လုံးကိုရှင်းပစ်လိုက်ငါနားမှာဝဲပြန်နေတဲ့ချင်းစက်တကောင်ကိုကြည့်လိုက်တော့ငါရဲ့မျက်လုံးတွေထဲမှာရီမန်းချက်တွေတောက်လောင်လာတယ်ဒါကအစပဲရှိတာသေးတယ်တွားကြဒီတော့ထဲမှာရှိတဲ့သက်ရှိမှန်သမျှကိုအကုန်စုပ်ယူပစ်လိုက်ငါလက်တစ်ချက်ဝေ့ရန်လိုက်တာနဲ့ချင်းစက်တကောင်ဟာအသေးစားပုံကျဲလေးရင်စက်တစီးလိုရက်တောင်ပုံစံဖြန့်ချက်ပြီးတောနက်ထဲကိုပြန်တန်းသွားကြတယ်ခဏအကြာမှာတော့စူညံနေတဲ့တောင်နောက်ဘက်အစွန်ဖျားဟာထူးဆန်းစွာတိတ်ဆိတ်သွားတယ်မြေကျင်းနဲ့ပုံနေတဲ့ကြွက်တွေတစ်ပင်ပေါ်ကမြေစိမ်းတွေကအစဖြတ်သွားတဲ့တောဝက်တွေအစုံအကုန်လုံးတေချေပျက်စီးရတဲ့ကပေးနဲ့ရင်ဆိုင်လိုက်ရတယ်ဒါရဲကြီးတွေအတွက်ချင်းတကောင်အကိုက်ခံရတာကရားရံယုံလောက်ပဲဖြစ်ပေမဲ့ချင်းဆဲကောင်တပြိုင်နက်တည်းအတူတူတိုက်ခိုက်လာတဲ့ခါမှာတော့ကာကွယ်လို့မရနိုင်တဲ့ညှဉ်းပန်းနှိပ်စက်မှုတစ်ခုဖြစ်သွားတော့တယ်စင်ကဲပြောင်းလဲမှုပိုင်းအပေါင်းတစ်ပေါင်းနဲ့အပေါင်း9စနစ်မျက်နှာပြင်ပေါ်ကကိန်းကနန်းတွေဟာယူသွတ်စွာခုန်တက်လာတယ်နာရီဝက်ကြတဲ့အခါငါကြောက်တုံးတတုံးပေါ်မှာထိုင်နေပြီးငါချင်ရင်မှာတော့တွေးဆုပ်ခံထားရလို့၆တွေ့နေတဲ့တားရဲငယ်လေးတွေရဲ့အလောင်းတွေပုံနေတဲ့ငါနားမှာဝိုင်းနေတဲ့ချင်းတက်ကြီးကလည်းအဆက်ကဆက်ကောင်ကနေအခုဆိုအကောင်တရားအထီပွားများလာခဲ့ပြီးဒါကအကောင်နှဲငယ်ဆိုတဲ့အစ်မဟုတ်တော့ပဲကြက်တိထက်စရာကောင်းလောက်အောင်မိမောင်နေရဲ့အုံကြီးတစ်ခုဖြစ်နေပြီးဒါကအင်းဆက်မျိုးနွယ်တွေရဲ့အကြောက်စရာကောင်းဆုံးတဘာဝပဲတွေးသားရှိနေတဲ့ရွေသူတို့ကအဆုံးစားမရှိတဲ့အိမ်မက်ဆိုတွေချစ်နေမှာပဲတော်ပြီစနစ်ထဲမှာစူးစောင်းမိထားတဲ့စင်ကဲပြောင်းလဲမှုပွိုင်း900ကိုကြည့်ပြီးတက်ဖြတ်နေတာတွေကိုငါရက်ခိုင်းလိုက်တဲ့အရေးအတွက်ကလောလောဆယ်လုံးလောက်သွားပြီးအခုလိုတာကအရေးသွေးပဲငါမင်းဟဲလို့ခေါ်တဲ့မိခင်ဗဟိုချက်ဘက်ကိုလက်ကြည့်လိုက်တဲ့အဆက်မပြတ်သွေးဆုပ်ပြီးပွားများလာတဲ့အတွက်မင်းဟဲရဲ့အရွယ်စားကတိတိတာတာကြီးထွားလာတယ်
စနစ်အတိပေးချက်စင်ကဲပြောင်းလဲမှုပွိုင်လုံလောက်ပါသည်ပထမအကြိမ်မျိုးနွယ်စုအဆင့်ခုန်ကူးမှုပြုလုပ်မိလားပြောင်းလဲမိလမ်းကြောင်းတွေးရဲကြောက်ခြင်းလိုအပ်သောပစ္စည်းအဆင့်တသားရဲ့အနှစ်သာရတွေးတစ်ဆက်အဆင့်တသားရဲ့ငါမျက်လုံးမေးလိုက်တယ်အပြင်ဘက်မှာကအဆင့်အသားရဲ့အသေးလေးတွေပဲရှိတာအဆင့်တသားရဲ့ကိုလိုချင်တော့တဲ့နည်းနဲ့ထပ်ဝင်ရမယ်အဲ့ဒီအချိန်မှာပဲတောနက်ထဲကနေနားကွဲမတက်ဟိန်းဟောက်တန်ကြီးတစ်ခုထွက်ပေါ်လာပြီးကောင်မလေးတယောက်ရဲ့စူးစူးဝါးဝါအော်ဟစ်တန်ကိုပါဆက်တိုက်ကြားလိုက်ရတယ်ကဲကြပါဦးမျိုးရိုးဗီဇပြောင်းတန်ချက်ကကြံ့ကြီးယူတော့နေပြီငါစိတ်တွေလှုပ်ရှားသွားတဲ့တန်ချက်ကကြံ့အဲ့ဒါကအရေးထူပြီးအသားမာတဲ့အဆင့်တစ်ထိပ်တန်းသားရဲ့ပဲမင်းဟဲရဲ့စင်ကဲပြောင်းလဲမှုအတွက်အကောင်းဆုံးပစ္စည်းပဲပေါ့လူကယ်ဖို့ကိစ္စလားငါလောင်ပြုံးပြုံးပြီးမတက်ရက်လိုက်တဲ့နောက်ကအလုသမားချင်းကောင်ရရာနဲ့ချီပြီးအမေရောင်ဝေယုံကြီးတစ်ခုလိုငါနောက်ကနေလိုက်လာကြတယ်ကံကောင်းတာပဲလိုချင်တဲ့ပစ္စည်းကအိမ်တိုင်ယာရောက်လာဖို့နေတာကိုငါကတခြားအရှင်ဇလန်းတွေကဇလိုက်တွေလိုမိမလာလေးကိုကယ်ဖို့အော်ဟစ်ပြီးပြေးမသွားခဲ့ဘူးအဲ့ဒီအစားစိတ်ရှည်တဲ့မူဆိုးတယောက်လိုစူညံနေတဲ့နေရာစီကိုတိတ်တဆိတ်သွားခဲ့တယ်ငါစောင့်ချင်တာကအဲ့ဒီကြံကြီးအားကုန်သွားတဲ့အချိန်ကျမှနောက်ဆုံးအတီးအပွင့်ကိုသွားရိတ်သိမ်းဖို့ပဲကယ်ကြပါဦးကျမကိုကယ်မဲ့သူမရှိဘူးလားကောင်မလေးကခြုံပုတ်တွေကြားတဲ့ကနေတရင်တရိုင်နဲ့ထွက်လာတယ်တူမနာမီကလင်းဝမ်အားချမ်းလန်အကယ်ဒမီကနာမည်ကြီးကုသရေးစွမ်းရည်ပိုင်ရှင်ကျောင်းသူချောလေးပေါ်ပုံမှန်ဆိုဂျယ်ရီယန်ရဲ့လက်မင်းကြီးလိုဖြစ်နေမဲ့သူကအခုတော့မျက်ရည်တွေရွှဲပြီးတနာစရာကောင်းလောက်အောင်ဖိုးတီဖက်တီဖြစ်နေတယ်သူမရဲ့နောက်မီတာနှဲငယ်กว่าမှာတော့တင်ကားတစ်စီးလောက်ကြီးတဲ့တန်ချက်ကကြံကြီးကအရိုင်းဆိုင်လိုပြေးလာနေတယ်ဒီအဆင့်တစ်ထိပ်တန်းသားရဲကြီးကဒေါသထွက်နေတာတိတာလုံးပြီးမြည်ရဲနေတဲ့မျက်လုံးတွေထဲမှာဖြစ်စည်းကျင်တဲ့ဆန္ဒတွေတောက်လောင်နေတယ်လင်းဝမ်ကတော့မျောလင်းချက်မဲ့သွားပြီးသူမရဲ့ချစ်စရာလင်းတဲ့သမီးလေးကလွန်ခဲ့တဲ့3မိနစ်ကလေးကကြံကြီးရဲ့နင်းချေမှုကြောင့်အသားပုံကြီးဖြစ်သွားခဲ့ပြီလေအခုချိန်မှာသူမအားကိုးစရာဆိုလို့အံ့ဖွယ်ဖြစ်အပြက်တစ်ခုကိုမျောလင်းဖို့ပဲရှိတော့တယ်တန်ချက်ကကြံကြီးကအချိန်တင်လိုက်တာကြောင့်အကွာဝေးကချက်ချင်းကြီးကတ်သွားတဲ့လင်းဝမ်အားခြေကလုတ်တိုက်ပြီးဆွေးမိနေတဲ့တရက်တွေပြည်နေတဲ့ရှမ်းဘွားအိုင်ထဲကိုပြုတ်ကျသွားတယ်သူမအထိတ်တလန့်နဲ့လှည့်ကြည့်လိုက်တဲ့အခါတံမဏိပြားကိုတောင်ထိုးဖောက်နိုင်တဲ့ဥချိုကြီးကသူမမြင်ကွင်းထဲမှာအလျင်မြန်ကြီးမားလာတယ်သူမမျောလင်းချက်မဲ့စွာနဲ့မျက်စိကိုမိတ်လိုက်တယ်တစ်စက္ကန့်နှစ်စက္ကန့်မျောလင်းထားတဲ့ပြင်းထန်တဲ့နာကျင်မှုကြီးကရောက်မလာခဲ့ဘူးမျောလင်းထားတဲ့နာကျင်မှုကရောက်မလာခဲ့ဘူးသွားချင်းစရာကောင်းလောက်အောင်ထူထပ်တဲ့အင်းဆက်တောင်ပန်ခတ်တံတွေရုတ်တရက်ထွက်ပေါ်လာပြီးကြံကြီးရဲ့ဟင်းဟောက်တံကိုချက်ချင်းဖုံးလွှမ်းသွားတယ်လင်းဝမ်အားတုံရင်စွာနဲ့မျက်လုံးဖွင့်ကြည့်လိုက်တော့သူမတသက်တာမိနိုင်စရာမရှိတဲ့မြင်ကွင်းတစ်ခုကိုမြင်လိုက်ရတဲ့ကြံ့ချိုကြီးကသူမနာခေါင်းဖျားနဲ့10စင်တီမီတာတောင်မကွာတော့တဲ့နေရာမှာရက်တက်နေတဲ့ကြံကြီးရဲ့ခေါင်းကိုလက်သေးခွန်အရွယ်စားရှိတဲ့ချင်းကောင်ရည်ရာထောင်ချီပြီးဝိုင်းရံထားတဲ့တန်ချက်ကကြံကြီးစီကနေအလွန်ဆူးရှာပြီးတနာစရာကောင်းတဲ့အော်ဟစ်တန်ကြီးထွက်ပေါ်လာတယ်သူကဒီစိတ်ရှုပ်စရာအင်းဆက်တွေကိုခါချဖို့အတွက်သူ့ရဲ့ကြီးမားတဲ့ခေါင်းကြီးကိုယူသွတ်စွာခါရမ်းနေတဲ့ကြံ့ချိုနဲ့မြေကြီးကိုထိုးစိုက်တဲ့တစ်ပင်စီကိုလုံးနဲ့ပုတ်တိုက်တဲ့မြေကြီးပေါ်မှာတောင်လူးလိမ့်နေသေးတယ်ဒါပေမဲ့ဘာမှအသုံးမဝင်ခဲ့ဘူးကျွန်တော်ကတော့တိတ်မဝေးတဲ့တစ်ကိုင်းပေါ်မှာရက်နေပြီးလက်နှစ်ဖက်ကိုအိတ်ကက်ထဲထည့်ထားတဲ့အကြည့်တွေကရေခဲလိုအေးစက်နေပြီးဂလက်ဒီရေတာကွင်းထဲကပြပွဲကိုကြည့်နေတဲ့မူမတ်တယောက်လိုပါပဲပထမအဖွဲ့ကမျက်လုံးတစ်ဝိုက်ကတရှုပြော့တွေကိုတိုက်ခိုက်ဒုတိယအဖွဲ့ကနာခေါင်းလေပြုံကိုပိတ်ဆို့တတိယအဖွဲ့ကနားပေါက်ကနေတဆင့်ဦးနောက်ထဲကိုဝင်ရောက်ကျွန်တော်စိတ်ထဲကနေအမင်ပေးနေပြီးလက်ချောင်းတွေကတစ်ပင်စီကိုစီချက်ချခောက်နေတယ်ကျွန်တော်ရဲ့အမင်ပေးမှုအောက်မှာအဲ့ဒီအမေအောင်ချင်းအုပ်စုကြီးကစစ်တပ်တစ်ခုလိုစီကန်းတွေဝတ်မှုကိုပြသနေတယ်အဲ့ဒါဘာအကောင်တွေလဲလင်းဝမ်အားကမြေကြီးပေါ်မှာအယုတ်ချိုးပြတ်ထိုင်နေရင်ဒီမြင်ကွင်းကိုကြောင်အန်းကြည့်နေတယ်တမိနစ်တောင်မကြာလိုက်ဘူးဝုန်းခနဲကျဲလောင်တဲ့အတန်ကြီးထွက်ပေါ်လာတယ်တန်ချက်ကကြံကြီးရဲ့အရာမကိုလုံးကြီးကမြေကြီးပေါ်ကိုပြင်းထန်စွာကျသွားပြီးဖုံတော်ကြီးထွက်သွားတဲ့အသက်မသေးသေးပဲခြေလက်တွေကအကျော်ဆွဲသလိုတုံရင်နေသေးပေမဲ့ဟာလာဟင်းလင်းဖြစ်နေတဲ့မျက်လုံးအိမ်ထဲမှာတော့အသက်ဝင်မှုမရှိတော့ဘူးကျွန်တော်တစ်ပင်ပေါ်ကနေခုန်ဆင်းလိုက်တဲ့အမေရောင်ဟူဒီအင်ဂျီကလေထဲမှာတစ်ဖြက်ဖြက်လွင့်နေတဲ့လင်းဝမ်အားကိုတစ်ချက်တောင်လှည့်မကြည့်ပဲတုံရင်နေစေဖြစ်တဲ့အလောင်းစီကိုတဲ့တဲ့ရှောက်သွားလိုက်တယ်တဲရုပ်ကျွန်တော်လက်ကိုဖြင်းချင်းစွာမြောက်လိုက်တဲ့အမေရောင်အုပ်စုကြီးကချက်ချင်းလူစုခွဲသွားပြီးအမေနဲ့အနီရောင်ရောရှက်နေတဲ့မြစ်တစင်းလိုပြန်လဲစုစည်းကကျွန်တော်ဘက်လယ်မှာနာခံစွာဝဲပြန်နေတယ်ချင်းတကောင်ချင်းစီရဲ့ဝမ်ဘိုက်ကဖောင်းကားပြီးဖောက်ထွင်းမြင်နေရတဲ့အထဲမှာရှိနေတာကတန်းစင်မှုမြင်မာတဲ့အဆင့်တဲသားရဲ့တွေးစီနစ်တွေပဲဒီချင်းအုပ်စုရဲ့အလဲဘိုမှာတော့မိခင်ချင်းမကြီးမင်းဟဲကကျန်းချိုရဲ့အရင်မှာတွေ့ကက်နေပြီးသူ့ရဲ့ကိုလုံးရွယ်စားကပြင်းထန်စွာပြောင်းလဲနေတယ်အရေးတွေးမြင့်အဆင့်တဲတွေးစီအနစ်ကိုထောက်လန်းတွေးရှိစုပ်ယူမှုတရားကြပြီးစီမျိုးစိတ်အဆင့်ခုန်တက်ခြင်းကိုဆောင်ရွက်နေပါသည်ကျွန်တော်မျက်လုံးထဲမှာအယူမှုဖြစ်မှုတစ်ခုဖြတ်ပြေးသွားတယ်ကျန်းနဲ့စွန့်ရင်တစ်ခုကစိတ်ပိုင်းဆိုင်ရာချိတ်ဆက်မှုကနေတဆင့်ကိုယ်ခန္ဓာကိုယ်ထဲကိုပြန်လဲစီးဝင်လာတာကိုရှင်းလင်းစွာခံစားလိုက်ရတယ်ဂျိုမင်းဟဲရဲ့ခန္ဓာကိုယ်မျက်နှာပြင်ပေါ်ကမူလအမင်းနဲ့အနီရောင်အခွန်ကစတင်ခွဲအကွာကျလာတယ်ရင်ုံစရာကောင်းတဲ့ဖိအားတစ်ခုကဖြင်းချင်းစွာပြည့်နေလာတယ်သူ့ရဲ့ကိုယ်လုံးကတိတ်ပြီးကြီးမမသွားဘူးငကိုထက်နည်းနည်းပဲပိုကြီးလာပြီးလက်သီးစုပ်လောက်ပဲရှိတယ်ဒါပေမဲ့တောင်ပန်တွေကလေးခုဖြစ်သွားပြီးတွေးရောင်တောင်ပန်နားသက်တွေကဓာတ်လိုထက်မြက်နေတယ်စင်ကဲပြောင်းလဲမှုအောင်မြင်ပါသည်အမိတွေးရခဲ့ရခြင်းအဆင့်တိတ်အတန်လိုင်းပေါက်ကွဲမှုစွမ်းရည်တွေးပုံဆောင်ခဲ့တန်ချက်ကစွမ်းရည်နဲ့အုပ်စိုးသူ၏ရောင်ဝါကျွမ်းကျင်မှုတို့ထက်တိုးလာပါသည်လာလိုက်တာကျွန်တော်လက်ကမ်းပေးလိုက်တော့ပတမများနဲ့ထွင်းထူထားသလိုလာပါတဲ့အေးခဲ့ရခြင်းကကျွန်တော်လက်ဝါးထဲကိုကြက်တရေရှိစွာဆင်းသက်လာတယ်ဒီအချိန်မှာပဲအနောက်မှာရှိနေတဲ့လင်းဝမ်အားကနောက်ဆုံးတော့တတိဝင်လာတယ်သူမှရုန်းကန်ထွက်လိုက်ပြီးကျွန်တော်ကြောပြင်ကိုရှုပ်ထွေးတဲ့မျက်လုံးတွေမယုံနိုင်တဲ့အကြည့်တွေနဲ့ကြည့်နေတယ်ဝမ်ပါချန်နင်လာဟောင်းနေတဲ့ဒီကြောင်ဝတ်စုံကိုသူမမတ်မိသွားသလိုတကြောင်လုံးကတီးထားတဲ့အသုံးမကျတဲ့အမိုက်ကောင်ဆိုတာကိုလည်းသူမမတ်မိသွားတယ်ကျွန်တော်ဖြင်းချင်းစွာလှည့်လိုက်ပြီးလင်းဝမ်အားကိုအေးဆက်ဆက်တစ်ချက်ကြည့်လိုက်တယ်တာမန်လူခဲ့ပြီးချိန်မှာပြတတ်တဲ့ဂယုဆိုင်မှုမျိုးမရှိပဲကွန်ပစ္စည်းတစ်ခုကိုအကဲဖြတ်နေတဲ့အေးဆက်ဆက်အကြည့်မျိုးပဲရှိတယ်အဲ့ဒီကျင်းရဲ့ချိုကိုငါယူမယ်ကျွန်တော်မြေကြီးပေါ်ကအလောင်းကိုလက်ညှိုးထိုးပြလိုက်တယ်ကျန်တဲ့အရေခွင်နဲ့အသားတွေကိုနင်ယူလိုက်နှုတ်ပိတ်ခလို့သဘောထားလိုက်လင်းဝမ်အားကြောင်အန်းသွားတဲ့ကျောင်းတော်ရဲ့ရှုပ်ဝက်စည်းမြင့်တွေအရာသူရဲကောင်းကအလှမယ်ကိုကယ်တင်ပြီးရင်အချင်းချင်းရင်ဖွင့်စကားပြောကြတာမျိုးဒါမှမဟုတ်အနည်းဆုံးတော့အိမ်ပြန်လိုက်ဖို့ပေးတာမျိုးရှိရမှာလေအခုတော့မတိချင်းရင်ပါစက်ပိတ်ထားငါခြေနှလန်းတိုးသွားလိုက်တယ်ကိုပေါ်ကသွေးနှံတွေကြောင့်လင်းဝမ်အားကမတိစိတ်အရာနောက်ဆုတ်သွားတယ်ခုနကမြင်ခဲ့ရတာတွေအားလုံးကိုမင်းသားတလုံးတစ်ပါတလေးတောင်ထုတ်ပြောရဲရင်ဥပမာငါစီမှာချင်းတွေအများကြီးရှိတယ်ဆိုတာမျိုးသူများတွေကိုပြောပြမယ်ဆိုရင်ငါခဏရက်လိုက်တယ်လက်ထိတ်ကသွေးဆာနေတဲ့ဧကရစ်ချင်းကဆူရှာတဲ့တဝီဝီအတန်ကိုထုတ်လွှတ်လိုက်ပြီးလင်းဝမ်အားရဲ့မျက်ခုံးနှစ်ခုကြားရှိမှာချက်ချင်းရက်တန့်သွားတယ်နောက်တစ်ခါဒီအဆိုင်ဝင်သွားမှာကမင်းရဲ့အုံနောက်ပဲဖြစ်လိမ့်မယ်လင်းဝမ်အားရဲ့မျက်နှာကချက်ချင်းဖြူပတ်ဖြူရောဖြစ်သွားပြီးအသေးအလဲခေါင်းလေးပြတယ်ငါမပြောပါဘူးငါဘာမှမမြင်ခဲ့ပါဘူးဒီကြန့်ကိုနင်းတက်ခဲ့တာရလာတဲ့ပစ္စည်းတွေအားလုံးနင်းအပိုင်ပဲငါချိန်နဲ့စွာနဲ့ခေါင်းနှိပ်လိုက်တယ်လှည့်ပြီးကြန့်ချိုကိုကျွမ်းကျင်ပိုင်နိုင်စွာနဲ့ဖျက်ယူလိုက်တယ်ဒီအရာကမောင်ခိုဈေးကွက်မှာဈေးကောင်းရနိုင်တယ်အကျွေးတစ်စိတ်တစ်ပိုင်းကိုပြန်ဆက်ဖို့လုံလောက်တယ်ပြီးတော့အင်းဆက်အုပ်ကိုကျွေးဖို့
အရေးသွေးညံ့တဲ့အသားတွေအများကြီးဝယ်လို့ရတယ်သွားပြီးငါလက်ရမ်းပြလိုက်တယ်အနောက်ကချင်းတက်ကြီးကအနက်ရောင်ဝိယုံကြီးတစ်ခုလိုမျိုးငါ့ကိုရစ်ပတ်ပြီးတောနဲ့ထဲပျောက်ကွယ်သွားတယ်လင်းဝမ်အားတယောက်တည်းကိုကြီးမားတဲ့ကြံ့အလောင်းပေးမှာလက်ကျန်ရစ်စေခဲ့တယ်သူမကမြေကြီးပေါ်ကအလောင်းကိုကြည့်ပြီးကြောက်မဖွယ်ကောင်းတဲ့အမှန်တရားတစ်ခုကိုရုတ်တရက်သတိပြုမိသွားတယ်တကြောင်လုံးကအတုံးမကျဘူးလို့သတ်မှတ်ထားတဲ့သူကခုနက10မိနစ်လေးပဲအချိန်ယူပြီးတရားတက်အမြင့်ဆုံးအဆင့်သားရဲတစ်ကောင်ကိုနှိပ်စက်တက်ဖြတ်သွားခဲ့တာပဲအခြေအနေတွေပြောင်းလဲတော့မယ်ချမ်းလန့်ကျောင်းတော်အလဲပိုင်းသားရဲတိုက်ကွင်းလူတွေရဲ့အတန်တွေကစူညံ့နေတယ်ဒါကတစ်နှစ်တစ်ခါလုပ်တဲ့ကျောင်းသားတစ်တွေရဲ့အရေးချင်းစစ်စာမှုပွဲပဲကြီးမားတဲ့ဆက်ဝိုင်းပုံပွဲကြီးစင်ပေါ်မှာစီနီယာကျောင်းသားတွေနဲ့ဆရာတွေအပြည့်ထိုင်နေကြတယ်တိုက်ကွင်းအလဲမှာဒိုင်လူကြီးဆရာကအတန်ကျကျနဲ့ကြီးညာလိုက်တယ်နောက်တစ်ပွဲတတိယနှစ်အခန်းနှစ်ကရှိုချန်နဲ့တတိယနှစ်အခန်း9ကဝမ်ပချမ်းရှင်ပြန်ကြမယ်ဟာပွဲကြီးစင်ပေါ်ကနေလောင်ရည်တန်တွေထွက်ပေါ်လာတယ်ချစ်ဝမ်ပချမ်းအဲ့ဒီအသေးဦးကိုအကောင်ဖောက်ခဲ့တဲ့ကန်ဆိုးတဲ့ကောင်လားသူက F အဆင့်ချင်းတကောင်ကိုနိုးထစီခဲ့တယ်လို့ကြားတယ်ဒီပွဲကစတိုက်ဖို့လိုသေးလို့လားဒိုင်လူကြီးကတိုက်ရိုက်ပဲအရှုံးပေးလိုက်တဲ့အချိန်မဖြုံးပါနဲ့ရှိုချန်ရဲ့ခွန်အားကြီးသားရဲမြောက်ဝင်ကစီအဆင့်ခွန်အားအမျိုးအစားသားရဲလေလက်သီးတစ်ချက်ထဲနဲ့အဲ့ဒီကောင်လေးကိုအသားပြဖြစ်အောင်ထူထောင်ပြစ်နိုင်တယ်မလားတကွင်းလုံးရဲ့လောင်ပြောင်းတန်တွေကြားမှာပဲရှိုချန်ကဂုံယူဝင်းကြွားစွာနဲ့တိုက်ကွင်းပေါ်တက်လာတယ်သူ့အနောက်ကခွန်အားကြီးသားရဲမြောက်ဝင်ကအရက်2.5မီတာလောက်မြင့်ပြီးတကူလုံးမှာကြွက်သားတွေအပြည့်နဲ့ရင်ဘတ်ကိုထုကခြေဆောင်လိုက်တာကြောင့်ဖုံတမွတ်မွတ်ထသွားတယ်ဟေးအတုံးမကျတဲ့ကောင်ရှိုချန်ကစင်ပေါ်မတက်လာသေးတဲ့အခြားတစ်ဖက်ကရှောက်လန်းကိုကြည့်ပြီးအော်ပြောလိုက်တယ်မင်းကြောက်နေရင်ဒူးထောက်ပြီးခေါင်းသုံးခါချလိုက်ငါပေါင်ကြားတဲ့ကနေဖြတ်သွားဒီနေ့ငါစိတ်ခံစားချက်ကောင်းနေလို့မင်းကိုခွင့်လွှတ်ပေးနိုင်တယ်စေကမ်းမှာလာဝက်လောက်သွားလဲနေစရာမလိုတော့ဘူးရှောက်လန်းရဲ့အရေးထဲကနေရှင်းလင်းတဲ့ခြေတံတွေထွက်ပေါ်လာတယ်ခြေလန်းအရှိန်ကတည်ငြိမ်နေပြီးအမြန်ကြီးလည်းမဟုတ်အနှေးကြီးလည်းမဟုတ်ပဲငါထွက်လာခဲ့တယ်လက်နှစ်ဖက်ကိုအိတ်ကက်ထဲထည့်ထားပြီးနေအောင်ကြီးကငါရဲ့ဖြူလျှော့နေတဲ့မျက်နှာပေါ်ကိုကြားရောက်နေကယောဂတဲ့တယောက်လိုပြင်းပြင်းတွဲပုံစံမျိုးဖြစ်နေတယ်ဒိုင်လူကြီးစလို့ရပြီလားငါကရှိုချန်ကိုတစ်ချက်လေးတောင်လှည့်မကြည့်ပဲဒိုင်လူကြီးကိုမောကြည့်ပြီးမေးလိုက်တယ်ဒိုင်လူကြီးကမျက်မှောင်ကျုပ်သွားပြီးဒီလိုမာနာကြီးလွန်းတဲ့အမှုအကျင့်ကိုတိတ်မကြည်နဲ့တဲ့ပုံပေါ်နေတယ်နှစ်ဖက်စလုံးနေရာယူပါစီကန်းကရိုးရှင်းတယ်တစ်ဖက်ဖက်ကအရှုံးပေးတာဒါမှမဟုတ်တိုက်ခိုက်နိုင်စွမ်းမရှိတော့ရင်ရရမယ်တမင်တကာကိုလက်အင်္ဂါချို့တဲ့အောင်လုပ်တာတေးအောင်တက်တာကိုတင်းကျပ်စွာတားမြစ်ထားတယ်စတင်မှာတေးချင်နေတာလားအဖက်မလုတ်ခံရတဲ့ရှိုချန်ကဒေါသတကြီးနဲ့ခွန်အားကြီးသားရဲမြောက်ဝင်သူ့ကိုပြားချက်သွားအောင်ထုပစ်လိုက်ကြောက်ခွဲလက်တီးကိုတုံးလို့អော်လိုက်တယ်ခွန်အားကြီးသားရဲမြောက်ဝင်ကဟိန်းဟောက်လိုက်ပြီးပြောင်းဝါကနေထွက်လာတဲ့အမြောက်ဆန်တစ်လုံးလိုမျိုးပြေးထွက်သွားတယ်ကြီးမားတဲ့လက်တီးပေါ်မှာမြေကြီးအယောင်အလင်းတန်းတွေထွက်ပေါ်လာပြီးလေးဖီအပြင်းပြင်းနဲ့ငါးမျက်နှာစီကိုအပြင်းအထန်ထိုးချလာတယ်ဒီလက်တီးချက်သာတကယ်ထိသွားရင်လူမပြောနဲ့ကြောက်စရစ်ခဲတောင်ကြေမွသွားလိမ့်မယ်ပွဲကြီးစင်ပေါ်ကမိန်းကလေးတွေကအလန်တကြားអော်ဟစ်လိုက်ကြတယ်လေအောက်ချမ်းကအမြင့်ဆုံးက5ပီနေရာမှာထိုင်နေပြီးလက်ထဲကဝိုင်းနီခွက်ကိုလှုပ်ရမ်းကနှုတ်ခမ်းထောက်မှာအထင်သေးတဲ့အပြုံးတစ်ခုချိတ်ဆွဲထားတယ်ပြင်းစရာကောင်းတဲ့အပြက်အသက်နိုင်ပွဲပဲဒါပေမဲ့နောက်တစ်စက္ကန့်မှာပဲလူအားလုံးရဲ့မျက်နှာအမူအရာတွေကအေးခဲသွားတယ်တောင်ကြီးတစ်တောင်လိုဖိကျလာတဲ့အေရာမလက်တီးကြီးကိုရင်ဆိုင်ရပေမဲ့ငါမရှောင်ခဲ့ဘူးခေါင်းကိုနည်းနည်းလေးငဲ့လိုက်ပြီးလက်ဖြောက်တစ်ချက်တီးလိုက်တယ်အနီရောင်လျှက်စီးတစ်ကြောင်းကနောက်မှထွက်ပေမဲ့အရင်ရောက်သွားပြီးအေယာမလက်တီကြီးရှေ့ရောက်လာပေမဲ့ငါမရှောင်ခဲ့ဘူးခေါင်းကိုအသာလေးဆောင်ပြီးလက်ဖြောက်တစ်ချက်ပဲတီးလိုက်တဲ့အနီရောင်လျက်စီးတစ်ခုဟာမယုံနိုင်စရာကောင်းတဲ့အရှိန်နဲ့စင်မြင့်ပေါ်ကလေထုကိုချက်ချင်းဖြတ်တန်းသွားတယ်အင်အားကြီးမြောက်ဝန်ကြီးရဲ့လက်တီးဟာငါနာခေါင်းထိတ်နဲ့တလက်မအကွာမှာတင်ရက်သွားခဲ့တယ်သူ့ရဲ့အေယာမခန္ဓာကိုယ်ကြီးဟာအရှိန်နဲ့တိုးဝင်နေတဲ့ပုံစံအတိုင်းရှိနေပေမဲ့ကြမ်းကြုတ်တဲ့မျက်လုံးတွေထဲမှာတော့တွေးကြောတွေချက်ချင်းရှက်တန်းသွားခဲ့ပြီးအဲဒီနောက်သူဟာပါဇက်ကိုဟစီလုပ်ပြီးအော်ဟစ်ဖို့စူးစမ်းပေမဲ့အတန်ထွက်မလာတော့ဘူးဘုံကန်နဲ့အတန်နဲ့အတူမြောက်ဝန်ကြီးဟာငါရှိမှဒူးထောက်ချသွားတယ်သူ့ရဲ့နဖူးလယ်မှာတင်းငယ်တဲ့အနီစလေးတစ်ခုပေါ်လာခဲ့တယ်ဒါမင်းရဲ့စီအစင်သားရဲလားငါကဒူးထောက်နေတဲ့သားရဲကြီးနဲ့အဝေးမှာကြောက်လန့်တုံရင်နေတဲ့ရိုချန်ကိုငုံကြည့်ပြီးပြောလိုက်တယ်ကြည်လင်တောက်ပါပြီးတွေးရောင်အလင်းနှန်းတွေထွက်နေတဲ့ချင်းတကောင်ဟာမြောက်ဝန်ကြီးရဲ့ဦးခေါင်းနောက်ဘက်မှာဝဲပြန်နေတယ်စောစောကအခိုက်အတန့်မှာတွေးမျိုးဆက်အေးခဲ့ရချင်းဟာအတန်ထက်မြန်တဲ့အချိန်နဲ့မြောက်ဝန်ကြီးရဲ့နဖူးကိုဖောက်ထွက်သွားပြီးလှုပ်ရှားမှုကိုထိန်းချုပ်တဲ့အာယုံကြောစနစ်ကိုဖျက်ဆီးပစ်လိုက်တာပါတကွင်းလုံးတိတ်ဆိတ်သွားတယ်စောစောကလောင်ပြောင်နေတဲ့လူအုပ်ကြီးဟာအခုတော့လေပင်ညစ်ခံထားရတဲ့ဘဲတွေလိုပါဇက်ဟောင်းသားနဲ့အတန်တိတ်သွားကြတယ် VIB ခုံကလီအောက်ချမ်းတောင်မှလက်ထဲကဝိုင်ခွက်တုံရင်သွားပြီးမတည့်ရက်လိုက်မိတယ်သူဟာအနီရောင်ချင်းကိုစိုက်ကြည့်ရင်မျက်လုံးတွေပြူးကျသွားခဲ့တယ်ဒါကချင်းသားရဲလားမဟုတ်ဘူးဒီလောက်မြန်တဲ့အချိန်နဲ့ထိုးဖောက်နိုင်စွမ်းကစင်ပေါ်မှာငါအသားလေးထိုင်ချလိုက်ပြီးမြောက်ဝန်ကြီးရဲ့တောင်တင်းနေတဲ့ဘားပြင်ကိုပုတ်ပေးလိုက်တယ်တွေ့လားခန္ဓာကိုယ်ကြီးတာဘာအတုံးဝင်လဲငါပြန်မတက်ရက်ပြီးတကွင်းလုံးကိုဝေ့ကြည့်လိုက်တယ်နောက်ဆုံးတော့မျက်နှာဖြူဖြော့နေတဲ့ယိုချန်စီမှာမျက်လုံးတွေရက်သွားတယ်ငိုက်ကိုမင်းချေထောက်ကြားတဲ့ကသွားခိုင်းဦးမလားယိုချန်ဟာခြေထောက်တွေပြော့ခွေပြီးမြေပြင်ပေါ်ပုံလျက်သားကျသွားတယ်ငါအရှုံးပေးပါတယ်ငါကိုမတက်ပါနဲ့တိုင်လူကြီးကတော့အတန်တွေတုံရင်နဲ့ပဲကျင်ညာလိုက်တယ်အနိုင်ရရှိသူကတော့အတန်းစစ်နဲ့အခန်းကိုကဝန်ပါချန်ငါကြောခိုင်းပြီးထွက်လာခဲ့တဲ့အောင်ပွဲခံတန်တွေကိုမခံစားသလိုကျုံးွားတာမျိုးလည်းမလုပ်ခဲ့ဘူးဘာလို့လဲဆိုတော့ဒါကအစပဲရှိသေးလို့ပါငါလိုချင်တာကဒီလိုကလေးကစားစရာလိုအောင်ပွဲမျိုးမဟုတ်ဘူးအိတ်ကက်ထဲကတောတိုင်းလေးချင်းရေးရှောက်လွှာကိုငါစမ်းကြည့်လိုက်တယ်အဲ့ဒီနေရာမှာငါရဲ့စင်မြင့်အစစ်ညရောက်တော့ချန်လန်ဂျိုရဲ့အစုံဖျားအမက်ခုံစစ်ဘက်ဆိုင်ရာပိတ်ဆို့နေမြေသွေးမြူလွင်ပြင်အေယာမမီးမောင်းကြီးတွေကတန်ဆူးကျိုးတွေနဲ့ကင်းမြော်စင်တွေကြားထဲမှာဟိုဒီလှည့်ပတ်ကြည့်နေတယ်ဒါဟာလူသားယဉ်ကျေးမှုနဲ့တားရဲနယ်မြေကြားကနယ်နိမိတ်မြင်းပဲတန်ဆူးကျိုးတွေရဲ့အပြင်ဘက်မှာတော့အဆုံးမရှိတဲ့တောအုပ်ကြီးရှိပြီးအစိမ့်ငွေတွေပါတဲ့အနီရောင်မျိုးတွေကအမြဲတမ်းဖုံးလွှမ်းနေတယ်အဲ့ဒီထဲမှာသွေးစာနေတဲ့တားရဲတွေအများကြီးရှိနေတယ်တာမန်ကျောင်းသားတွေအတွက်တော့ဒါကအနေရရှိတဲ့နေရာဖြစ်ပေမဲ့ငါအတွက်တော့နေပန်ပုံပဲစစ်ကားတစ်စီးကင်းစခန်းရှိမှစိုက်လာတယ်ကားပေါ်ကနေလက်နက်အပြည့်စုံနဲ့ကျောင်းသားဒါဇင်ပေါင်းများစွာဆင်းလာကြတယ်သူတို့ကပထမအဆင့်စစ်ဆေးမှုကိုအောင်မြင်ထားတဲ့ထူးချွန်ကျောင်းသားတွေဖြစ်ပြီးဒီမှာ3ရက်ကြာအသက်ရှင်တန်ရေးလေ့ကျင့်ခန်းလုပ်ရမှာပါလူတော်များများရဲ့မျက်နှာမှာစိုးရိမ်စိတ်နဲ့စိတ်လှုပ်ရှားမှုတွေအပြည့်ရှိနေတယ်ငါတယောက်ပဲလွယ်အိတ်ဟောင်းလေးတစ်လုံးလွယ်ပြီးဘာမှမပါပဲထောင်းတနေရာမှာရက်နေခဲ့တယ်ဟေ့ဒါငါတို့ရဲ့တစ်ချက်တည်းနဲ့အနိုင်ယူတတ်တဲ့1ဟစ်ကေးကင်းမဟုတ်လားလောင်ပြောင်တယ်လို့အတန်တခုထွက်လာတယ်လီအောက်ချမ်းကသူ့နောက်လိုက်တွေနဲ့အတူရှောက်လာတယ်မင်းရှိသမျှပိုင်ဆိုင်မှုတွေအကုန်ပုံအော်ပြီးအရေးသွေးညံ့တဲ့အသားစိမ့်တွေဝယ်ထားတယ်ဆိုဘာလဲအထဲဝင်ပြီးအကင်ပါတီလုံးမလို့လား
ငါတို့ကိုဂယုမဆိုင်ပဲပေါင်100လောက်လေးတဲ့အသားအိတ်ကြီးကိုကုန်းမလိုက်တဲ့ဖဲစန်းကလီအောက်ချမ်းရဲ့ပုခုံးကိုတိုက်ပြီးပိတ်ဆုနေမြေရဲ့ဂိတ်တကားစီကိုတဲ့တဲ့လျှောက်သွားတယ်သူ့နောက်လိုက်တွေကငါ့ကိုရန်လုတ်ဖို့ပြင်ပေမဲ့လီအောက်ချမ်းကတားလိုက်တယ်သူငါကြောပြင်ကိုကြည်ရင်မျက်လုံးထဲမှာရက်ဆက်တဲ့အရေးအယောင်တွေပေါ်လာတယ်မလောပါနဲ့တောထဲမှာလူတယောက်သေးတာကဖြစ်နေကြပဲတောထဲရောက်ရင်သူ့ကိုကစားပွဲဆင်ပြီးတက်ဖို့အခွင့်အရေးတွေအများကြီးရှိပါတယ် ဒီမြင်ကွင်းကိုတယောက်ယောက်တာမြင်ရင်အိမ်မက်ဆိုးမတ်မှာတေးချတယ်ချင်း900ကအသားပုတ်ပုံစီကိုယူသွတ်စွာအောင်ခဲ့ပြီးနှာမောင်းတွေထိုးသွင်းကလောဘတာကြီးစုပ်ယူကြတယ်စွန့်ရင်တွေရလာတာနဲ့အမျှသူတို့ဘိုက်တွေကအလင်းတောက်လာတယ်ဒါကမျိုးပွားတော့မဲ့လက္ခဏာပဲမင်းဟဲကဖယင်မအနေနဲ့လေထဲမှာဝဲပြန်ပြီးတအုပ်စုလုံးရဲ့မျိုးပွားနှုံမြန်ဖို့တုံခါမှုလိုင်းတွေထုတ်လို့နေတယ်မျိုးပွားတာစတင်ပြီးအရေးအတွက်ကအဆက်မတန်တိုးလာတယ်ဒါပေမဲ့ဒါကအဓိကမဟုတ်သေးဘူးကျွန်တော်စနစ်မျက်နှာပြင်ပေါ်ကရွေးချယ်စရာအစ်စ်ကိုကြည့်နေတယ်အထူးပတ်ဝန်းကျင်စစ်ဆေးမှုရွံ့ွင်အစိမ့်ငွေစင်ကယ်ပြောင်းလဲမှုအမှတ်203ပြီးပတ်ဝန်းကျင်နဲ့လက်ရောညီထွေချစ်တဲ့ဗီဇပြောင်းလဲမှုကိုဖွင့်မလားဖွင့်မယ်ကျွန်တော်တွန်းဆုပ်မနေရဲဖွင့်လိုက်တယ်အမိတ်ပေးလိုက်တာနဲ့မျိုးပွားလာတဲ့ချင်းတစ်တွေရဲ့ခန္ဓာကိုယ်ကအမင်းအောင်တတ်မဟုတ်တော့ပဲအစိမ်းရောင်ပိုက်ဖောင်းလေးတွေပါလာတယ်အထဲမှာမတည်ငြိမ်တဲ့ဖိအားမြင့်အစိတ်ရည်တွေစီးဆင်းနေတယ်ဒါကကျွန်တော်စိတ်ကူးထားတဲ့ပထမဆုံးဗျူဟာမြောက်စစ်တီတော်ပဲအသေးခံအစိတ်ချင်းဒီကောင်ရဲ့တကောင်ချင်းတိုက်ခိုက်နိုင်စွမ်းကအားနေတယ်ပြန်လာတော့မမြန်ဘူးဒါပေမဲ့ရန်သူနဲ့နီးကပ်သွားရင်အစိမ်းရောင်ပိုက်ဖောင်းကချက်ချင်းပေါက်ကွဲမယ်တန်မဏိကိုတောင်အကြီးပြောစေနိုင်တဲ့ပြင်းထန်တဲ့အစစ်တွေထွက်လာမယ်အဓိကအချက်ကသူတို့ရဲ့ကုန်ကြစရိတ်ကအရန်နေတယ်အသားပုတ်တစ်ဖက်ရှိရင်တကောင်ထုတ်လို့ရတယ်အမှုပညာဆိုတာပေါက်ကွဲခြင်းပဲကျွန်တော်စံစပါးလောက်ပဲရှိတဲ့အသေးခံချင်းတကောင်ကိုကန်ကြည့်လိုက်တယ်သူ့ဘိုက်ထဲကမိတ်တုံအစိမ်းရောင်လင်းကိုကြည့်ပြီးကျင်းနဲ့စွာပြုံးလိုက်တယ်အဲ့ဒီအချိန်မှာမြေကြီးကတုံခါလာတယ်ဝေးလံတဲ့နေရာမှာကားကြီးတွေမောင်းသွားတယ်လို့ပဲဒါပေမဲ့စက္ကန့်ပိုင်းတွင်းမှာပဲတုံခါမှုကပြင်းထန်လာတယ်ရွံ့ွင်တွေကရေမျက်နှာပြင်မှာလှိုင်းတွေထလာတယ်တစ်ကိုင်းချောက်တွေကျွေကျလာတယ်သတိပေးချက်စွန့်ရင်မြင့်တုံပြန်မှုတွေ့ရှိရသည်မြောက်ဘက်မှာတားရဲလိုင်းလုံးကြီးချစ်ပေါ်နေပြီးအရေးအတွက်1000ကျော်ရှိနိုင်တယ်ကျွန်တော်တစ်ပင်ကြီးတစ်ပင်ပေါ်ခုံတက်ကြည့်လိုက်တယ်ကီလိုမီတာနဲ့ငယ်กว่าကမိုးကုတ်ဆက်ဝိုင်းမှာဖုံဖုံတွေနဲ့ကောင်းကင်ရံတစ်ခုလုံးဖုံးလွှမ်းနေတယ်တားရဲတွေကယူသွတ်တယ်လို့ဒီဘက်ကိုပြေးလာနေကြတယ်သူတို့ကတိုက်ခိုက်ဖို့လာတာမဟုတ်ပဲအသက်လူထွက်ပြေးနေကြတာတားရဲလိုင်းလုံးရဲ့နောက်ွယ်မှာပိုးကြောက်စရာကောင်းတဲ့အရာတစ်ခုကသူတို့ကိုမောင်းထုတ်နေတယ်လို့ပဲတစ်ချိန်တည်းမှာပဲအများသုံးချန်တွေကအကူညီတောင်းတန်တွေဆူညံသွားတယ်ဆက်သွယ်ရေးဆက်ထဲမှာအော်ဟစ်တန်တွေနဲ့ကြိုက်ခဲတန်တွေပြည်နေတယ်ရေလိုင်းလိုတိုးဝင်လာတဲ့တားရဲလိုင်းလုံးကိုကြည့်ပြီးတာမန်လူဆိုရင်လှည့်ပြေးမှတေးချတယ်ဒါပေမဲ့ကျွန်တော်ကတော့ပြုံးနေတယ်အပြုံးကပိုကျလာပြီးအော်ဟစ်ရေမောတဲ့အထိပဲကောင်းတယ်လာကြဆန်းကျွန်တော်လက်နှစ်ဖက်ကိုဆန့်ပြီးတိုက်ခိုက်လာတဲ့လေပြင်းကိုခံယူလိုက်တယ်အသားပုတ်ပေါင်ရချီနဲ့တင်ချင်းအုပ်စုကိုတောင်းကနန်းထိတိုးဖို့ခက်ခဲနေတာအခုတော့လက်ဆက်တဲ့အသားတန်ချိန်ပေါင်းများစွာကအိမ်ရောက်ပလို့ဝရှာလာဖို့တာပဲမဟုတ်လားကျွန်တော်ခေါင်းကုန်းကြည့်လိုက်တော့ရွံ့ွင်ထဲမှာ9000ထိရှိနေပြီဖြစ်တဲ့ချင်းအုပ်စုကိုတွေ့ရတယ်အစိမ်းရောင်အသေးခံခြင်းတွေနဲ့အနီရောင်တိုက်ခိုက်ရေးခြင်းတွေရောရှက်နေပြီးအသက်ရှူရက်လောက်စရာတိမ်မင်းတမန်တိမ်တိုက်ကြီးဖြစ်နေပြီဒါဆိုရင်ငါတို့ကပြောင်းပြန်သွားကြစို့ကျွန်တော်တားရဲလိုင်းလုံးကြီးစီလက်ညှိုးညွန်လိုက်တယ်မျက်လုံးထဲမှာယူသွမှုတွေအပြည့်နဲ့သွားကြဆန်းတကက်ကက်ပေးဆိုတာဘာလဲဆိုတာကဘာကြီးကိုပြလိုက်ဆန်းချင်း9000ကလေထဲကိုပြန်တက်သွားပြီးကြီးမားတဲ့လက်မီးကြီးအသွင်နဲ့တားရဲလိုင်းလုံးကြီးကိုစုပ်ကိုင်လိုက်တယ်ပထမဆုံးထိတွေ့မှုကဒီရွံ့ွင်တော့ဆက်မှာပဲဖြစ်တယ်ရှေ့ဆုံးကပြေးလာတဲ့မိရှန်ချက်တွေကဘာမှတောင်မသိလိုက်ရပဲချင်းထောင်ပေါင်းများစွာရဲ့အုံခဲတာကိုခံလိုက်ရတယ်သူအော်တောင်မအော်နိုင်လိုက်ပဲအယိုးစုပဲကြံတော့တယ်တုပ်စုဝဲနဲ့မရသေးဘူးကျွန်တော်တစ်ပင်ထိတ်မှရက်ပြီးချင်းအုပ်စုကိုရှေ့တိုးခိုင်းလိုက်တယ်အကုန်လုံးကိုဒီမှာထားခဲ့ရမယ်အယူပဲအဲ့ဒီအတုံးမကျတဲ့ကောင်ယူသွားပြီးမီတာ1000กว่าမှာထွက်ပြေးနေတဲ့ចောင်းသားအုပ်စုတွေကတယောက်ကနောက်လက်ကြည့်ပြီးလမ်းဖြတ်သွားတယ်သူတို့ဟာကဘာပြတ်မတက်မြင်ကွင်းကိုတွေ့လိုက်ရတယ်တာမန်အင်ဂျီဝတ်ထားတဲ့ကျွန်တော်ကတစ်ပင်ချောက်ထိတ်မှာလက်နှစ်ဖက်ကိုဆန့်ပြီးရက်နေတယ်ကျွန်တော်ခြေထောက်အောက်မှာတော့အစိမ်းရောင်နဲ့အနီရောင်တွေရောနေတဲ့တိမ်တိုက်မီးကြီးကတားရဲလိုင်းလုံးကြီးစီကိုအားကုန်ပြေးဝင်သွားတယ်သူတေချင်နေတာလားအဲ့ဒါကတားရဲကောင်ကြီးထောင်ချီလေးလင်ဝန်ကသူငယ်ချင်းတွေရဲ့ဆွဲခေါ်မှုနဲ့ပြေးနေရင်နောက်လက်ကြည့်လိုက်တယ်နောက်စက္ကန့်မှာပဲလိုင်းလုံးနှစ်ခုပြင်းပြင်းထန်ထန်တိုက်မိကြတယ်ကျွန်တော်နင်းချေခံရမယ့်ပုံရိပ်ကိုမတွေ့ရပဲတားရဲလိုင်းလုံးကြီးရဲ့ရှေ့ဆုံးကကြီးမားတဲ့အသားကျိတ်ဆက်ကြီးနဲ့တိုးမိသွားတယ်လို့ဖြစ်နေတယ်ပောက်ကွဲဆန်းကျွန်တော်ကတစ်ပင်ပေါ်ကနေအေးဆက်ဆက်ရေရွတ်လိုက်တယ်ရှေ့ဆုံးမှာရှိတဲ့တမဏိကြောကုန်းတော်ကွေးအုပ်စုဟာကြီးစံကိုတောင်းခံနိုင်တဲ့သူတို့ရဲ့အရေးပြားကိုယုံကြည်နေကြပေမဲ့အခုသူတို့ကိုကြိုးဆိုနေတာကအစိမ်းရောင်လင်းတွေနဲ့အသေးခံစိတ်ချင်ရာပေါင်းများစွာပဲဒင်းငယ်တဲ့ပောက်ကွဲတန်တွေစက်တိုက်ထွက်ပေါ်လာတယ်အသေးခံချင်းတကောင်ချင်းစီရဲ့အစွမ်းကမကြီးမားပေမဲ့သူကအစစ်ကုံတတိရှိတာကြောင့်အယမ်းယွန်စရာကောင်းတယ်အစိမ်းရောင်အစိတ်ရည်တွေကပောက်ကွဲမှုနဲ့အတူပြန့်လွင့်သွားပြီးဒေါ်ကွေးတွေရဲ့မျက်လုံးနာခေါင်းနဲ့ကြောကုန်းတွေပေါ်ကိုကြားရောက်ကုန်တယ်အဲ့ဒီဒေါ်ကွေးတွေဟာနာကျင်လုံးလို့မြေပြင်ပေါ်မှာလူလိမ့်နေကြရတယ်တိုက်ခိုက်ရေးတပ်ဖွဲ့ဝင်ကြဆန်းကျွန်တော်လက်ညှိုးညွန်လိုက်တာနဲ့အတင်းဆောင်နေတဲ့တိုက်ခိုက်ရေးချင်း3000ကသွေးနဲ့နံနဲ့စီကိုပြေးဝင်သွားကြတယ်ထွက်ပေါ်လာတဲ့ချင်းကောင်း30ကျော်ရဲ့ဘိုက်တွေဟာသွေးရောင်တွေနဲ့နီရဲဖောင်းကားနေပြီးဝေဟင်မာတင်သူတို့ခန္ဓာကိုယ်ကိုနှစ်ပိုင်းခွဲထုတ်လိုက်ကြတယ်ငါးမျက်စိရှိကစနစ်မျက်နှာပြင်ပေါ်မှာအချက်လက်တွေကယူလောက်အောင်တိုးလာနေတယ်မြေကဘာအဆင့်တန်ကြောကုန်းတော်ဝန်ပူတွေကိုရှင်းလင်းပြီးစင်ကဲဖြစ်စဉ်အမှတ်90ရတယ်စွမ်းရည်တွေရှန်ထွက်နေလို့ခန္ဓာကိုယ်ခွဲထုတ်တဲ့အစီအစဉ်ကိုအလိုလျောက်လုပ်နေတယ်လက်ရှိအင်းဆက်အုပ်စုအရေးအတွက်6200မလုံလောက်သေးဘူးအောက်ဘက်ကသွေးချောင်းစီးနေတယ်မီရဲကန်းကိုကြည့်ပြီးငါးမျက်လုံးထဲမှာတနာတာလုံးဝမရှိပဲကနန်းတွေအပေါ်ယူသွတ်တာပဲရှိတယ်ရှေ့ကကောင်တွေတည်ရင်နောက်ကကောင်တွေကအစားထိုးဝင်မှာပဲငါမသေးမချင်းငါစစ်တပ်ကအကန့်အသတ်မရှိဘူးအဲ့ဒီအချိန်မှာတားရဲလိုင်းရဲ့နောက်ဆက်တွဲတက်တွေတက်လာတယ်အဲ့ဒါတွေကခနာကိုပိုကြီးတဲ့ဘီလူနွားရိုင်းအုံနဲ့လေဓာလင်းယုံတွေပဲအရေးအတွက်များလုံးလို့ငါးကျင်အုပ်ထဲကအကောင်ရနဲ့ချီပြီးစက္ကန့်ပိုင်းတွင်နွားရိုင်းခြေထောက်အောက်မှာနင်းချေခံရတယ်လို့လေဓာတွေနဲ့လည်းအပိုင်းပိုင်းပြက်ကုန်တယ်ဒါပေမဲ့ငါလုံးဝမတုံလို့ဘူးအင်အားချင်းရှင်တိုက်ရတဲ့ပွဲဆိုရင်ဇမျိုးနွယ်စုအတွက်အကြောက်ဆုံးရာမဟုတ်ဘူးငါကစိတ်ဆွမ်းအားကိုအဆုံးစွန်ထိမြင့်ပြီးမင်းဟဲကိုဖျင်းမနေမြေဖွင့်ခိုင်းလိုက်တယ်ငါပုခုံးပေါ်မှာနားနေတဲ့မင်းဟဲဟာနောက်ဆုံးတော့လှုပ်ရှားလာပြီးစစ်မြေပြင်လေကိုပြန်တက်သွားတယ်သူ့တောင်ပံတွေကိုအမြန်နှုံးနဲ့ခါရမ်းလိုက်တော့လူတွေနားမကြားနိုင်ပေမဲ့အင်းဆက်တွေကိုယူသွားစေရဲ့လိုင်းတစ်ခုထွက်လာတယ်အဲ့ဒီအတန်လိုင်းကြောင့်
အလုသမားချင်းတွေအားလုံးစိတ်ကြွဆေးထိုးထားသလိုတိုက်ခိုက်မှုအရှိန်30ရာခိုင်နှုန်းမြင့်တက်သွားတဲ့အဲ့ဒီထက်ပိုကြောက်စရာကောင်းတာကမင်းဟဲဟာသူ့ရဲ့ဖန်သားလိုဘာဆက်ကိုဟာပြီးပြင်းပြင်းထန်ထန်ဆုပ်ယူလိုက်တော့စစ်မြေပြင်ကသွေးမြူတွေဟာသွေးနီအောင်ကျိုးတွေဖြစ်ပြောင်းပြီးသူ့ကိုယ်ရဲ့စီးဝင်သွားတဲ့အဲ့ဒီနောက်သူကအောက်ဘက်ကိုဥတွေမှုတ်ထုတ်တော့တယ်အဲ့ဒီဥတွေမြေကြီးပေါ်ကျတာနဲ့ချက်ချင်းပေါက်ဖွာလာတဲ့အကောင်တစ်ထောင်တည်ရင်နောက်စက္ကန့်မှာအကောင်နှစ်ထောင်ပြန်ပေါက်လာတယ်တိုက်ပွဲကိုအရင်ပြုပြီးအင်အားတိုးတာဒါဟာဇမျိုးနယ်ကိုစကြဝဠာတွေကလူမျိုးစုတွေဘာလို့ဘေးမဲ့ဆုံးဖြစ်တတ်မှတ်ထားလဲဆိုတဲ့အကြောင်းရင်းပဲအဲ့ဒါပါကြီးလဲအနာကကုန်းမြင့်ပေါ်မှာခုခံဖို့ပြင်နေတဲ့ကင်းဆောင်တက်မှုကျမ်းပြောင်ကလက်ထဲကမှန်ပြောင်းကိုချလိုက်မိတယ်မူလားကသူကចောင်းသား100ကျော်ကုန်သေးပြီးသူလည်းအသက်ပေးဖို့ဆုံးဖြတ်ထားတာဒါပေမဲ့အခုတော့တားရဲလိုင်းကြီးကတနေရာမှာပြတ်တောက်သွားတာမြင်လိုက်ရတယ်တားရဲလိုင်းလယ်မှာအောက်ခြေမရှိတဲ့တွင်းနဲ့ကြီးလို့အနက်ရောင်ဝဲကရက်တစ်ခုဖြစ်နေပြီပဲလောက်များတဲ့တားရဲတွေဝင်သွားပါစေအတန်တိတ်ပြောက်ွယ်ကုန်နဲ့အဲ့ဒီဝဲကရက်လယ်မှာတစ်ပင်ပေါ်ရက်နေရဲ့လူငယ်တယောက်ရှိနေရဲ့အစီရင်ခံပါတယ်တမှုအဲ့ဒီနေရာကဇီဝတုံးပြန်မှုအရေးအတွက်ဟာအစမတန်မြင့်ပြီး3000ကျော်သွားပါပြီဘေးကဆက်သွယ်ရေးရရှိအတန်ကတုံနေရဲ့ဒါပေမဲ့အဲ့ဒီလူငယ်ရဲ့အသက်အချက်ပြမှုကတည်ငြိမ်ုံတင်မကပဲမြင့်တက်နေပါသေးတယ်ကျမ်းပြောင်တွေတစ်ချက်မျိုးချလိုက်တယ်ဒါပေမဲ့သားစုကမွေးထုတ်လိုက်တဲ့မိစ္ဆာចောင်းသားလဲသူမွေးထားတဲ့တားရဲကနတ်ဖျားလားဒါမှမဟုတ်မိစ္ဆာလားအဲ့ဒီအချိန်မှာတားရဲလားအိုင်းထဲကလူတွေရဲ့အသေးအားစရာအကူအညီတောင်းတန်တွေထွက်လာတဲ့စုပ်ဖို့အချိန်မမီတဲ့ចောင်းသားဖွဲ့လေးကိုရဲခိုးကြားတစ်တွေကကြောက်တုံးပေါ်မှာပိတ်ထားတာကဲပါဦးလင်းရှောင်ကဲပါဦးမိန်းကလေးတယောက်ကစစ်ပြက်လက်ပြက်အော်နေတဲ့လီအောင်ချမ်းကဘေးကင်းတဲ့နေရာရောက်နေပြီမို့အဲ့ဒီအော်တန်ကြားပေမဲ့ကြားတစ်တွေကိုကြည့်ပြီးသွားစိတ်ကမကြားချင်အောင်ဆောင်ထွက်သွားတယ်ဒီလိုချိန်မှာပြန်သွားတာတေတွင်းစင်းတာပဲလို့သူတွေးတယ်ဒါပေမဲ့ငါအဲ့ဒီဘက်ကိုအတီးထားမိသွားတယ်ဟုတ်တယ်ငါကလူကယ်ဖို့လာတာမဟုတ်ဘူးအဲ့ဒီကြားတစ်တွေရဲ့တားရည်ကအစစ်မြင့်အင်းဆက်တွေပေါက်ဖို့တိတ်ကောင်းတာမြင်သွားလို့ပဲငါလက်ညှိုးတစ်ချက်ညွှန်လိုက်ုံနဲ့ချင်းကောင်900ထွက်သွားပြီးចောင်းသားတွေကိုခုံအုပ်တော့မဲ့ကြားတစ်တွေကိုချက်ချင်းဖုံးလွှမ်းလိုက်တဲ့ကြားတစ်တွေလက်သေးတောင်မထုတ်ရသေးခင်အင်းဆက်အုပ်ကြီးရဲ့ဝါမျိုးတာခံလိုက်ရတယ်သူတို့မြေပေါ်မှာလူးလိမ့်ပြီးအင်းဆက်တွေကိုဖိတက်ဖို့စ조사ပေမဲ့ချင်းတွေကနေရာလက်မကျန်ထိုးဖောက်ဝင်နိုင်တဲ့10စက္ကန့်အတွင်းမှာပဲကြောက်စီယာကောင်းတဲ့ရေခိုးကြားတစ်တွေငိန်သွားတဲ့ကြောက်တုံးပေါ်ကចောင်းသားတွေမြေပေါ်ပြုတ်ခွေကြပြီးအသက်ရှူနေကြတယ်သူတို့ကတစ်ပင်ပေါ်ကဆင်းလာတဲ့ငါးကိုကျေးဇူးတင်တယ်လို့ကြည်ကြတယ်ကျေးဇူးပါပဲအကိုဝမ်ကျွန်တော်တို့ကိုကယ်ပေးလို့ကျေးဇူးတင်ပါတယ်နောက်ဆိုအကိုကကျွန်တော်အကိုကြီးပဲအကိုနောက်ပဲလိုက်တော့မယ်ငါကတော့သူတို့ကိုတစ်ချက်တောင်လက်မကြည့်ပဲအေးဆက်ဆက်လျှောက်သွားတယ်အဲ့ဒီနောက်ကြားတဲ့အလောင်းကိုကျွမ်းကျင်စွာခွဲပြီးအနက်ရောင်လင်းထွက်နေတဲ့တားရဲဝတ်ဆန်ကိုယူကအိတ်ထဲထည့်လိုက်တဲ့နားလည်မှုမလွဲပါနဲ့ငါးစာကိုတခြားလူလာထိတာမကြိုက်လို့ပဲစကားဆုံးတာနဲ့ငါကတားရဲလိုင်းတွေပိုများတဲ့ဘက်ကိုနောက်တစ်ချိန်ခုံဝင်သွားတဲ့ကြံခဲ့တဲ့ចောင်းသားတွေကတော့တယောက်ကိုတယောက်ကြည့်ပြီးမင်တက်နေရဲ့ဒီလူမျက်လုံးထဲမှာသူတို့နဲ့တေးသွားတဲ့တားရဲတွေကဘာမှမချဘူးဆိုတာသူတို့သိသွားကြတယ်အချိန်ကြာလာတာနဲ့အမျှငါးကျင်အုပ်စုက9000ထိတိုးလာပြီးဖြတ်သွားတဲ့နေရာတိုင်းမှာမြတ်တပင်တောင်မကြံတော့ဘူးတားရဲလိုင်းကြီးတောင်ကြောက်လာပုံရပြီးငါ့ကိုမြင်ရင်ဗီဇရရှောင်သွားကြတယ်အရမ်းမိုက်တာပဲစနစ်မျက်နှာပြင်ပေါ်ကစင်ကဲဖြစ်စဉ်အမှတ်9000ကျော်လာကြည့်ပြီးငါကျင်နေနေရဲ့ဒါပေမဲ့အဲ့ဒီအချိန်မှာပဲတောအုပ်နဲ့ဆုံးကနေကြောက်စရာကောင်းတဲ့ဖိအားတစ်ခုပေါက်ကွဲထွက်လာတယ်အဲ့ဒီဖိအားကြောင့်ဝေဟင်ကအလုသမားကျင်တွေအများကြီးသတိလစ်ပြီးမြေပေါ်ပြုတ်ကျကုန်တဲ့မိုးကြိုးပစ်တယ်လို့ဟိမ့်တန်ကြီးထွက်လာပြီးတားရဲအုပ်ကြီးကမြေပေါ်မှာတညီတညွတ်တဲဒူးထောက်ဝက်ဆင်းသွားတယ်ဒါဟာလေးစားတာမဟုတ်ပဲဘီစရဲကလာတဲ့လက်အောက်ခံတာပဲငါချက်ချင်းလဲကြည့်တော့မျက်လုံးပြူးသွားတယ်တားရဲလိုင်းဆက်ကနေတုံးထက်တိုက်လောက်မြင့်ပြီးတကိုယ်လုံးလျက်စီးတွေရစ်ပတ်နေရဲ့အေယာမတားရဲကြီးတကောင်ထွက်လာတယ်တူလန်းနဲ့ခြေလန်းတိုင်းကမြေပေါ်မှာမီးလောင်ထားသလိုကျင်းကြီးတွေကြံခဲ့တယ်သူ့ကြောပေါ်ကစူးတွေကမိုးကြိုးလွဲတိုင်တွေလိုထောင်နေပြီးမျက်လုံးတွေကရှာဖွေရေးမီးမောင်းတွေလိုငါးစီစူးစိုက်ကြည့်နေတဲ့စနစ်ရဲ့သွေးနီအောင်တတိပေးချက်တွေဆက်တိုက်တက်လာတယ်တတိပေးချက်နယ်မြေရှင်အဆင့်တက်ရှိရောက်လာတာကိုစမ်းသပ်မိတယ်ပြစ်မှတ်လျက်စီးတိုက်တံပုတ်တင်ညိုအဆင့်စီအဆင့်နယ်မြေရှင်အနေရဲ့အဆင့်အလွန်မင်းသေးစေနိုင်တဲ့ချက်ချင်းထွက်ပြေးဖို့အကြံပြုတယ်နယ်မြေရှင်အဆင့်လာငါ6ကတ်နေရဲ့နှုတ်ခမ်းကိုရှာနဲ့တက်လိုက်တယ်တာမန်ចောင်းသားဆိုရင်မြင်နာနဲ့တတိလက်မှာပဲမဲ့ငါကတော့စုံမသွားဘူးအဲ့ဒီစာငါးမျက်လုံးထဲမှာလောဘတွေတောက်လောင်လာတဲ့စင်ကဲဖြစ်စဉ်အမှတ်9000ကဲရဲ့ဒါကိုတက်လိုက်ရင်ဘာဖြစ်လာမလဲသူကဘလောက်ထိများစင်ကဲပြောင်းလဲနိုင်ဦးမှာလဲငါငါရဲ့ညာဘက်လက်ကိုဖြည်းဖြည်းချင်းမြောက်လိုက်ပြီးနှဆိုးတကောင်လိုထွားချိုင်းလာတဲ့အဲ့ဒီတတဝါကြီးကိုကြည့်ပြီးလက်ခလဲထောင်ပြလိုက်တယ်လာဆန်းမှာကောင်းကြီးရမင်းရဲ့အရေကွန်ကပိုထူမလားငါရဲ့သွားကပိုချမလားကြည့်ကြတာပေါ့မိုးကြိုးတိုက်တံဖွကြီးဟာငါရဲ့ရန်စမှုကိုတိတိတာတာဒေါသထွက်သွားပုံပဲသူ့ကြောပေါ်ကစူးချုံနေစီကနေစူးရှားတဲ့အပြာရောင်လင်းတွေထွက်လာတဲ့စကားအများကြီးပြောမနေဘူးတန်းပြီးတော့အကွက်ဆန်းနဲ့လွတ်လိုက်တာပဲအဲ့ဒါကတော့မိုးကြဘုံငရဲအောင်ဆိုတဲ့စွမ်းရည်ပဲအီယာမလျက်စစ်ကျိုးရန်ကြီးကသူ့ကြောပေါ်ကနေထွက်လာပြီးတော့10မီတာ90ဝအတွင်းမှာရှိတဲ့နေရာအနှံ့ကိုလျက်စစ်လိုင်းတွေအဖြစ်ဖြန့်ကျက်ပြီးပောက်ကွဲသွားတော့တယ်ဒါဟာအုပ်စုလိုက်ရှိနေတဲ့ချင်းတက်ဖွဲ့အတွက်တော့အတေအပြောက်အလုံးများတဲ့တိုက်ခိုက်မှုပဲလေထုထဲမှာမီးလောင်စော်တွေနန်းဟောင်းနေတာပဲငါခက်ခက်ခဲခဲဆူဆောင်းထားတဲ့9000သောချင်းစစ်တပ်ဟာစက္ကန့်ပိုင်းတွင်းမှာပဲ3ပုံတပုံလောက်ပျောက်ဆုံးသွားတာကိုငါမျက်မြင်ကိုယ်တွေ့ကြည့်နေခဲ့ရတဲ့ချင်းအုပ်စုရဲ့အရှင်သခင်အနေနဲ့သူတို့တွေအစုလိုက်ပြုံလိုက်တေဆုံးသွားတာဟာငါရဲ့စိတ်အာရုံကိုတိုက်ရိုက်ထိခိုက်စေပြီးတွေးတလုတ်တောင်အန်ထွက်သွားရတယ်ဟာဟာတေးပြီးအဲ့ဒီကောင်တေးပြီးဝေးလန်းလန်းကနေကြည့်နေတဲ့လီအောင်ချမ်းကတော့ဝမ်းသာအားရနဲ့ခုံတောင်ပေါက်နေရဲ့အဲ့ဒါမိုးကြိုးဖို့ကအင်းဆက်တွေရဲ့ရန်သူတော်ပဲဝမ်ပချမ်းကများသူ့ကိုရှင်းတိုက်ရဲသေးတယ်ဒီတခါတော့ဘနက်ဖျားမှသူ့ကိုမကယ်နိုင်တော့ဘူးဒါပေမဲ့ငါကတော့ဘားဆက်ကသွေးတွေကိုလက်နဲ့တုပ်လိုက်ပြီးမျက်လုံးထဲမှာပို့ပြီးတော့ရက်ဆက်တဲ့အရေးရောင်တွေပေါ်လာတယ်အရိယာရှင်းတဲ့စွမ်းရည်ပေါ်လေကောင်းပြီးမင်းမစွမ်းအင်ဘလောက်တောင်ရှိမလဲကြည့်ကြတာပေါ့ငါနာကျင်မှုကိုအန်တူပြီးဥနောက်ကိုအမြန်ဆုံးအလုပ်ပေးလိုက်တယ်လူစုခွဲအားလုံးလူစုခွဲလိုက်ကြပတ်ပတ်လေကနေဝိုင်းထားကိုဖောက်ခွဲမဲ့အစိတ်ချင်းပထမအတုပ်မြေပြင်နဲ့ကပ်ပြန်ပြီးဘိုင်းအောက်ကိုတိုက်ခိုက်ကြံတဲ့ချင်းတွေတေးမာကိုမကြောက်နဲ့သူ့ပါးဆက်နဲ့နာကောင်းရဲ့ကို
အတင်းတိုးဝင်ကြကြံနေရဲ့ချင်း3000ကျော်ဟာအစုလိုက်ကြီးမနေတော့ပဲဖုံမှုတွေလိုပဲအရက်မျက်နှာအနှံ့ကနေထိုးဖောက်ဝင်ရောက်သွားကြတယ်မိုးကြိုးဖွတ်ကြီးဟာဒေါသအကြီးနဲ့သူ့ရဲ့လက်သီးတွေနဲ့ရမ်းခါနေတယ်လက်သီးတစ်ချက်ဝိလိုက်တိုင်းချင်းရပေါင်းများစွာကြေမိုးသွားရတယ်သူနောက်တစ်ချိန်လျှက်စစ်တွေထက်လွတ်ပြန်တဲ့နေရာတစ်ခုလုံးမေးတူးသွားတာပဲဒါပေမဲ့ချင်းတွေကအရမ်းများပြီးအရမ်းသေးလုံးနဲ့ဒီလိုတက်တော်ကြီးအတွက်တော့ချင်းရတာဟာအမြောက်နဲ့ရင်ကောင်ပြစ်နေရတယ်လို့ပဲအားရှိပေမဲ့အသုံးမချနိုင်ဘူးဖြစ်နေတဲ့အခုပဲဖောက်ခွဲလိုက်တော့ငါဖွတ်ကြီးရဲ့အချိန်သေးသွားတဲ့ခန့်လေးမှာပဲအခွင့်အရေးကိုအရယူလိုက်တယ်ကျန်နေရဲ့ကိုဖောက်ခွဲမဲ့ချင်း1000ကျော်ဟာဒုံးကြီးတွေလိုမျိုးဖွတ်ကြီးရဲ့ဘိုင်းအောက်ကိုတန်းတိုးဝင်ပြီးတရားဆက်ပေါက်ကွဲတော့တာပဲပြင်းထန်တဲ့အစစ်အစိတ်တွေကသူ့ရဲ့ရေကုန်ကိုလောင်စားပစ်လိုက်တယ်ဘလောက်ပဲကာကွယ်ရေးကောင်းပါစေဒီလိုတိတိကျကျပေါက်ကွဲမှုအောက်မှာတော့အသားတွေလန်ထွက်ကုန်တာပေါ့ဖွတ်ကြီးဟာနာကျင်လုံးလို့အကျယ်ကြီးအော်ဟစ်ပြီးမြေပြင်ပေါ်မှာလူးလိမ့်နေတော့တယ်မပြီးသေးဘူးကိုငါဟာအဲ့ဒီအချိန်မှာဖွတ်ကြီးနဲ့မီတာ90အကွာဝေးကိုခိုးကြောင်ခိုးဝက်ရောက်နေပြီးလက်ထဲမှာတော့ကျက်စီကနေဖျက်ယူထားတဲ့ချွန်ထက်တဲ့ဥချိုကိုကြစ်ပါအောင်စုပ်ကင်ထားပြီးဖွတ်ကြီးရဲ့ပောက်ကွဲသွားတဲ့ဒဏ်ရာကိုစိုက်ကြည့်နေတယ်မြင်းမင်းအစင်သင်းဖြစ်ပြီလားငါရဲ့ကော်လာထဲမှာပုံနေတဲ့သွေးရှင်တခင်ချင်းကသူ့တောင်ပံကိုအသာအရာခတ်လိုက်တယ်သူဟာစွမ်းရည်တွေကိုစုဆောင်းပြီးတစ်ချက်တည်းနဲ့အသေးတက်နိုင်မဲ့အခွင့်အရေးကိုစောင့်နေတာတိုက်ပွဲမြေပြင်မှာချင်းတပ်ဖွဲ့တွေအကြအဆုံးများနေပြီးရုတ်တရက်မိုးကြိုးဖွတ်ကြီးကဘားဆက်ကြီးကိုပြန်ဟပ်လိုက်ပြီးအရိယာတစ်ခုလုံးကိုရှင်းလင်းပြစ်မဲ့လျှက်စစ်လုံးကြီးကိုထွေးထုတ်ဖို့ပြင်လိုက်တဲ့အခုပဲငါအော်ဟစ်လိုက်တယ်ဒါပေမဲ့မြင်းမင်းကိုတိုက်ခိုက်ခိုင်းတာမဟုတ်ပဲဘယ်သူမှမထင်မှတ်ထားတဲ့လောက်ရက်တစ်ခုကိုလှုပ်လိုက်တယ်ငါလက်ထဲကကြမ်းချိုကိုအားကုန်လွဲပြီးပြစ်ပေါက်လိုက်တာပဲငါရဲ့အားကောင်းတဲ့လက်ယုံအင်အားနဲ့ပေါင်းဆက်လိုက်တော့ကြမ်းချိုဟာလန်တစင်းလိုပဲဖွတ်ကြီးရဲ့မျက်လုံးစီကိုတန်းတိုးသွားတယ်ဖို့ကြီးကအလိုလိုနေရင်မျက်လုံးကိုမိတ်ပြီးခေါင်းကိုရှောင်လိုက်တဲ့အတွက်လျှက်စစ်လုံးကလမ်းကြောင်းလဲသွားပြီးဘေးကကြောက်ဆောင်ကိုပဲသွားမှန်တော့တယ်အဲ့ဒီအချိန်ပိုင်းစလေးမှာပဲအနီရောင်အလင်းနှန်းတစ်ခုဟာဖွတ်ကြီးရဲ့မပိတ်ရသေးတဲ့အညစ်အကြေးစွန်းပေါက်ထဲကိုတန်းတိုးဝင်သွားတော့တယ်ဒါဟာအညစ်ပတ်ဆုံးနေပြူဟာဖြစ်ပေမဲ့အထီရောက်ဆုံးလဲဖြစ်တဲ့တကွင်းလုံးတိတ်ဆိတ်သွားတဲ့ဝေးလန်းလန်းကလီယောင်ချမ်းတောင်မှကြောက်လန့်တကြားနဲ့သူ့ဖင်ကိုကြုံထားမိတဲ့အထိပဲဒါကတော့တကယ်ကိုရုပ်မာလုံးနဲ့ကွာနောက်စက္ကန့်မှာအားတော့အဲ့ဒီတတဝါကြီးဟာတကိုယ်လုံးတောင့်တင်းသွားတယ်